အားလုံးပဲမင်္ဂလာဆက်ပြီးတော့ရှိပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဘုရားခင်ကျေးဇူးတော်ကြောင့်ကျမတို့ခဲဆိုးသောကာလမှာအသက်ရှင်ခွင့်ရသေးတယ်။အသက်ရှင်တဲ့ဘုရားခင်နှုတ်ကပတ်တော်နဲ့ကျမတို့ထိတွေ့ခွင့်ရသေးတာကတော့ဘုရားရဲ့တနာခြင်းကရုဏာသက်သက်ပဲဖြစ်တယ်ဆိုတာကိုလည်းနားလည်ရပါတယ်။ဒီနေ့မှလည်းအသင်းတော်ထဲမှာလည်းအသင်းတော်ရဲ့ဆုတောင်းခြင်းအစီအစဉ်နဲ့အတူနှုတ်ကပတ်တော်နဲ့အစီခံခွင့်ပေးတဲ့ဘုရားကိုကျေးဇူးတင်တယ်လို့ဖိတ်ခေါ်တဲ့အသင်းတော်လည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခဏလေးစက္ကပ်ချင်တယ်တမန်တရားရှင်ဝိညာဉ်တော်ဘုရားမင်္ဂလာပါတမန်တရားကိုနားလည်နိုင်တဲ့ဉာဏ်နဲ့ပြောင်းလဲတဲ့နှလုံးသားကိုသားသမီးတို့ဟာဒီနေ့သနာတော်မူပါကိုရောအလိုရှိတဲ့ရောက်ပိုင်းခြားတက်ယုံသားမကကိုရောအလိုရှိတဲ့အရာကိုလည်းဝန်ခံနိုင်မှမိကြောင်းလဲသားသမီးတို့သနာတော်မူပါဒီနေ့နှုတ်ကပတ်တော်နဲ့သားသမီးတို့ကိုကျေးဇူးပြုနေတဲ့ထာဝရဘုရားနာမတော်သည်ဘုန်းကြီးပါစေလို့ဝန်ခံချီးမွမ်းဆက်ကပ်တဲ့အခါမှာသခင်ယေရှုဘုရားရဲ့မြတ်သောနာမအမှုပြုလက်ချီးမွမ်းဆက်ကပ်အနံ့ပါတယ်ပါအာမင်ဒီနေ့ပါဝင်ခြင်းတဲ့အရာကတော့ဘောနော်ဘုရားသခင်ကိုနေရာပေးခြင်းနဲ့အချိန်ပေးခြင်းဘုရားသခင်ကိုနေရာလဲပေးရမယ်အချိန်လဲပေးရမယ်တချို့ကနေရာပေးတဲ့အချိန်မပေးဘူးပေါ့နော်အဲ့တော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာအသက်ရှင်တဲ့ဖရာကကဘာကုံတိတံသင်တို့နဲ့ငါအတူရှိမယ်လို့ပြောတဲ့ဖရာနော်အတူရှိမယ်လို့ပြောတဲ့ဖရာကအတူရှိနေဖို့လိုတယ်အတူရှိဖို့အတွက်ဒီနေ့ယုံကြည်သူဖြစ်တဲ့ကျမတို့ကအတူရှိခြင်းတဲ့ဖရာကိုနေရာပေးဖို့တော့လိုပါတယ်နော်ကကဘာကုံတိတာသင်တို့နဲ့ငါအတူရှိမယ်လို့တော့ဘုရားဂတိပေးပေမဲ့လည်းကိုနဲ့အတူမရှိဘူးလို့ခံစားရတဲ့ခရိယန်တွေအများကြီးပဲအဲ့ဒါဘာကြောင့်လဲဆိုတော့အတူရှိခြင်းတဲ့ဘုရားကိုနေရာမပေးလို့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ချက်နှုတ်ကပတ်တော်ဖတ်ခြင်းနဲ့ရှင်လုကာထဲကဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီးရှင်လုကာခရစ်ဝင်ခန်းကြီး30ထဲကဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး30အပိုင်းငယ်38ကနေပြီးတော့အပိုင်းငယ်42ကျွန်တော်တို့သိပြီးသားကျမ်းပိုက်လေးပဲဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး30အပိုင်းငယ်38မှ42မှာတပိုက်ချင်းစီပြောသွားချင်ပါတယ်ယေရှုသည်တပည့်တော်တို့နှင့်ခရီးသွားကြစဉ်ရွာတရွာသို့ဝင်တော်မူ၍မာသအမည်ရှိသောမိန်းမတူသည်မိမိအိမ်၌ကိုတော်ကိုဧည့်ခံလေ၏နော်အဲ့တော့ယေရှုကတပည့်တော်တွေနဲ့ခရီးသွားတယ်ခရီးသွားတယ်ဆိုတာယေရှုခရစ်တော်ကလည်းအပျော်ခရီးသွားတာတော့မဟုတ်ပါဘူးလူများစွာအကျိုးရှိဖို့အတွက်ခရီးလှည့်လဲတာဖြစ်တယ်လူများစွာယနေ့ဖျားခရစ်တော်နဲ့ထိတွေ့တဲ့သူတွေကြားမှချင်းရဖို့ငြိမ်သက်ခြင်းရဖို့ဘောနော်ဒီနေ့ခရစ်တော်ရဲ့မြတ်တာကိုခံစားဖို့ကယ်တင်ရဖို့ခရစ်တော်ကလှည့်လဲခရီးသွားတယ်အဲ့လိုခရီးသွားခရစ်တော်ခရီးသွားလှည့်လဲတဲ့အခါမှာတနေရာနဲ့တနေရာကိုသွားတဲ့အခါမှာရောက်တဲ့နေရာတိုင်းမှာခရစ်တော်ကိုအဲဝိပြုဖို့အခွင့်ရရတဲ့သူတွေအများကြီးရှိပါတယ်သို့တော်လည်းခရစ်တော်အဲဝိပြုဖို့အခွင့်ရတဲ့သူတွေရှိပေမဲ့လည်းယူတဲ့လူပဲရပြီးတော့မယူတဲ့လူကမရပြန်ဘူးဒီလုကာထဲမှာကြည့်တဲ့အခါမှာခရီးသွားတဲ့အခါမှာတဲ့ရွာတရွာသို့မာသမီရှောမိမတူသည်မိမိအိမ်၌ကိုတော့ဧည့်ခံတယ်ဘုရားကိုဧည့်ခံတာဖြစ်တယ်ဧည့်ခံတယ်ဆိုတာကကိုယ်အိမ်မှာနေရာပေးတာကိုခေါ်တာဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့အသင်းတော်တွေမှာအစည်းအဝေးကြီးတွေလုပ်ကြတယ်နွေရာသီမှာပေါ့နော်ဒီနေ့ conference တွေလုပ်ကြတယ်စသဖြင့်ပေါ့ assembly တွေလုပ်ကြတယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာကိုယ်ရွာကြတယ်ဆိုရင်ကိုကဧည့်သည်တို့နေရာပေးရတယ်အဲ့လိုမျိုးပေါ့ဒီနေ့တစ်ခါခါကျတချို့သောသူတွေဧည့်သည်ကိုနေရာပေးဖို့အခက်ခဲရှိတတ်ပါတယ်သို့တော်လည်းပဲနှုတ်ကပတ်တော်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဧည့်သည်ကိုနေရာပေးခြင်းဟာလည်းပဲအချင်းကြီးမဟုတ်ဘူးဘုရားကကျေးဇူးပြန်ပြုတယ်ဆိုတာတွေ့ရတယ်အဲ့တော့ယေရှုခရစ်တော်လည်းအဲ့လိုလှည့်လည်တဲ့အခါမှာသူ့ကိုလည်းဧည့်ခံဖို့လူတွေလို့တဲ့မာသအမေရှိအမျိုးသမီးကသူ့အိမ်မှာတဲ့ကိုတော်နေရာပေးတယ်နေရာပေးတယ်အဲ့တော့ကိုတော်ဒီမာသအိမ်မှာနေရာရသွားပြီမာသအိမ်မှာနေရာရသွားတယ်ယေရှုနေရာရသွားတယ်အပိုက်ငယ်39ကျွန်တော်တို့ဖတ်တဲ့အခါမှာထိုမိန်းမနာရတဲ့မာရိမရှိသောညီမတယောက်ရှိထိုမာရိသည်ယေရှုခြေတော်ရင်း၌ထိုင်၍စကားတော်ကိုနားထောင်လျက်နေတယ်အပိုက်ငယ်39ရောက်တဲ့အခါမှာမိမိအိမ်၌ကိုတော်ဧည့်ခံတာမာသဖြစ်တယ်မာသသည်ယေရှုကိုသူ့အိမ်မှာနေရာပေးပါတယ်နေရာပေးတာကမာသဖြစ်တယ်အဲ့တော့အပိုက်ငယ်39ကြည့်တဲ့အခါမှာသူ
သူတို့အိမ်မှာနေရရလာတဲ့ယေရှုကိုဘသူကအချိန်ပေးလဲဆိုတော့မာရိကအချိန်ပေးတော့တွေ့ရတယ်မာရိဒီတဲ့အဲ့ဒီယေရှုခြေတော်ရင်းမှာထိုင်ပြီးစကားတော်နားထောင်လဲနေတယ်ယေရှုခရစ်တော်ကိုနေရပေးတာမကောင်းဘူးလားဆိုအရန်ကောင်းပါတယ်တစ်ချက်နေရပေးရမှာဖြစ်တယ်မာသဒီနေရပေးတာဖြစ်တယ်သူ့အိမ်မှာနေရရလာတဲ့ယေရှုကိုဆက်ပြီးတော့အချိန်ပေးတာကမာသမဟုတ်ဘူးသူ့ရဲ့ညီမမာရီကအချိန်ပေးတယ်ခြေတော်ရင်းမှာထိုင်ပြီးတော့တဲ့စကားတော်ကိုနားထောင်ရနေတယ်အပိုင်ငယ်40ကိုရောက်တဲ့အခါမှာမာသမူကတဲ့လှုပ်ကြွေးခြင်းအမှုများ၌စိတ်ပူပန်ခြင်းရှိသည်ဖြင့်အထံတော်သို့ချင်းကပ်၍သခင်ကျမညီမသည်ကျမတယောက်တည်းလှုပ်ကြွေးစီခြင်းကကျမကိုပြစ်ထားသည့်ရောက်လိလူသောစိတ်ရှိတော်မူသလောသူသည်ကျမကိုကူညီမိကြောင်းအမိန်တော်ရှိပါဟုရှောက်တော်မာသကတဲ့လှုပ်ကြွေးခြင်းအမှု၌စိတ်ပူပန်ခြင်းရှိပြီးအထံတော်သို့ချင်းကပ်တယ်နေရာပေးထားတဲ့ဖယားထံကိုဘယ်လိုစိတ်နဲ့ချင်းကပ်လဲဆိုတော့တဲ့ပူပန်တဲ့စိတ်နဲ့ချင်းကပ်တယ်သူ့အိမ်ထဲမှာယေရှုရှိတယ်သူနဲ့အနီးကပ်ဆုံးယေရှုရှိတယ်ဒါပေမဲ့မာသမှာဘာရှိလဲဆိုစိတ်ပူပန်ခြင်းရှိတယ်ဒီကနေ့ခရိယန်တွေမှာအတူရှိတဲ့ဖယားအတူရှိပါတော့လေစိတ်ပူပန်ရတဲ့အခြေအနေမျိုးရောက်နေတဲ့ခရိယန်တွေအများကြီးပဲမာသသည်သူ့ရဲ့အိမ်ထဲမှာယေရှုရှိတယ်သူ့အနီးဆုံးမှာယေရှုရှိပေမဲ့စိတ်ပူပန်နေရတယ်စိတ်ပူပန်နေရတယ်အဲ့တော့ယေရှုကသူ့ပြန်ပြောတယ်ယေရှုကမာသမာသသင်သည်များစွာသောအမှုတော်၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရတယ်သူကစိုးရိမ်ခြင်းအရာကသူ့နှောက်ယှက်တယ်စိတ်ပူပန်ခြင်းနဲ့စိုးရိမ်ခြင်းအရာတွေဖယားသားသမီးတို့နှောက်ယှက်ခြင်းခံရပြီဆိုတတိထားပါယေရှုသည်အနီးပါးမှာရှိပေမဲ့ထိုဖယားကိုအချိန်မပေးရင်အဲ့ဒါတွေကနေရာယူလာပါတယ်ဒီကျွန်တော်တို့ခရိယာအိမ်တောင်လို့ပြောပြီးမှတချို့ကခရိယာအိမ်တောင်လို့ပြောပြီးမှခရစ်တော်မရှိတဲ့ခရိယာအိမ်တွေအများကြီးပဲခရိယာလို့ပြောပြီးတော့ခရစ်တော်မရှိတဲ့ခရိယာတွေကလည်းအများကြီးပဲမာသအိမ်မှာခရစ်တော်တော့ရှိတယ်ခရစ်တော်ရှိတဲ့အိမ်တော့ဖြစ်တယ်ခရစ်တော်နေရာတော့ပေးတယ်ဒါပေမဲ့မာသခရစ်တော်နဲ့အချိန်မယူဘူးခရစ်တော်နဲ့အချိန်မယူတဲ့အခါမှာဘာနှောက်ယှက်ခြင်းခါရလဲဆိုတော့ပူပန်ခြင်းနဲ့စိုးရိမ်ခြင်းကသူ့နှောက်ယှက်တယ်စိုးရိမ်စရာတွေပူပန်စရာတွေများပြားလာတဲ့ဒီလောကကြီးထဲမှာအဲ့ဒီစိုးရိမ်စရာပူပန်စရာတွေကကျမတို့အနိုင်မယူရအောင်အဲ့ဒီစိုးရိမ်စရာပူပန်စရာတွေကိုအနိုင်ယူပေးတဲ့ဖယားနဲ့အချိန်ကောင်းကောင်းယူရမှာဖြစ်တယ်ဘုရားနဲ့အချိန်ကောင်းကောင်းမယူဘူးဆိုရင်တော့စိုးရိမ်စရာတွေပူပန်စရာတွေကငကိုတွေကကို့နားမှာဝိုင်းနေပါတယ်ဆိုမှကိုကအဲ့ဒါနဲ့နလန်ထူနိုင်တော့မှာမဟုတ်ဘူးမာသကောင်းတဲ့အလုပ်တော့လုပ်နေတာနော်လုပ်တာကောင်းတဲ့အလုပ်ပဲအဲ့တော့သူ့ရဲ့အိမ်မှာလာရောက်တဲခိုတဲ့ယေရှုကိုလှုပ်ကြွေးခြင်းမှုဆိုကောင်းတဲ့အလုပ်လုပ်နေကောင်းတဲ့အလုပ်ကိုလုပ်နေပါရဲ့သားနဲ့ပူပန်တောကရောက်နေတာဖြစ်တယ်တခါကြလူတွေကပြောကြတယ်ငါတို့လည်းသူများကိုလည်းဘာမှမကောင်းကြံမလုပ်ပါဘူးငါတို့လည်းသူများပေါ်မှာမကောင်းစိတ်မထားပါဘူးဘာကြောင့်ဒီတောကတွေငါတို့ရောက်လာရတာလဲဘာကြောင့်ဒီအဖြစ်ဆိုးတွေငါတို့ဒီရှေ့ရောက်လာရတာလဲတချို့ပြောပါတယ်ဟုတ်ပါတယ်သူများပေါ်မှာတင်တဲ့ကျွန်မမကောင်းကြံပေမဲ့သူတစ်ပါးကိုနစ်နာအောင်တခုမှမလုပ်ပေမဲ့ဘာကြောင့်စိုးရိမ်တောကတွေရောက်လာလဲစိုးရိမ်တောကရှိနေရပဲလေနေရာတိုင်းမှာအဲ့တော့ကို့ဘာလို့အနိုင်ယူသွားလဲဆိုရင်သူများကိုမကောင်းကြံလို့လည်းမဟုတ်သူစိတ်ထားရုပ်လို့လည်းမဟုတ်ဘူးမာသအဲ့လိုမဟုတ်ကောင်းတဲ့အလုပ်ကိုလုပ်နေနေတဲ့ဒီအခက်အခဲကိုကြုံရတာကသူ့အနီးပါးမှာရှိတဲ့ယေရှုကိုလုံလောက်တဲ့အချိန်မပေးလို့ဖြစ်တယ်ဒီကနေ့ကျမတို့ယုံကြည်သူတွေဖခင်ကိုလုံလောက်အချိန်မပေးနိုင်ဒီနေ့ကျမတို့တွေကတခါလေကြာရင်ပြောတဲ့နေကျမကြားရတယ်လေနော်ဟဲဒီနေ့လေးငါအလုံးလုံးကြီးနဲ့အချိန်လွန်သွားရတယ်ဟဲတနေ့ကောင်မှတန်နဲ့ပဲစားဖြစ်တယ်ကြားဘူးတယ်ငါလေးတမက်လက်လုံးနဲ့ကော်ဖီတစ်ခွက်နဲ့ပဲပြီးသွားတာဟဲအခုမှမနေ့စာညစာပေါင်းစားတယ်ပြောကြတယ်ငါလေးဖခင်နဲ့အချိန်ယူနဲ့ကျန်းစာဖတ်ရင်နဲ့အချိန်လွန်ပြီးတော့လေတနေ့ကောင်မှတန်နဲ့ပဲစားဆိုခါမှမကြားဘူးသေးဘူးတရေနိုးတဲ့ခါမှာဘိုက်စာတယ်ပဲကြားဘူးတယ်ဟဲငါလေးဘိုက်စာလို့မအိတ်နိုင်ဘူးတော့ကြားဘူးတယ်ငါလေးကျန်းစာစာလို့မအိတ်နိုင်ဘူးဆိုတော့ခရိယာတယောက်မှမရှိဘူးထမင်းဆိုင်နဲ့ကျန်းစာကိုကင်နေဆိုတော့တယောက်မှမရှိဘူးထမင်းဆိုင်နဲ့ဖုန်းကင်တာပဲရှိတယ်အိမ်သားတိတ်နဲ့ကျန်းစာကိုကင်တာမရှိဘူးအိမ်သားတိတ်နဲ့ဖုန်းကင်တာပဲရှိတယ်နော်ဖယားကိုအချိန်ဘလောက်ထိပေးချင်လဲမပေးချင်လဲထမင်းဆိုင်နဲ့ဟောသွားစရာရှိတယ်ထမင်းကလည်းစားတယ်ဟာဆိုင်တစ်ဖက်နဲ့ဖတ်မယ်တခါမှမရှိဘူးနော်ဒါမဲ့
ဘလောက်အရေးကြီးထမင်းဆိုင်နဲ့ထမင်းစပွဲမှာဖုန်းကတော့ချထားတယ်ဖုန်းပွတ်တာမပြတ်ဘူးအိမ်သာတက်တာတော့မှဖုန်းပွတ်တာမပြတ်တဲ့ခရိယာနေအများကြီးပဲဘုရားသခင်ကိုကြတော့မဖြစ်လဲတရင်တို့ရင်ဗိုက်စားတယ်ကျန်းစာစားတယ်ဆိုတာမရှိဘူးနော်တနေ့ကအလုံးလုံးရင်းနဲ့လေတနေ့ကမှတနက်ပဲစားဖြစ်တော့တယ်ဒါပဲကြားဘူးတဲ့တနေ့ကကျန်းစာဖတ်ရင်းနဲ့အရှိန်လွန်သွားတယ်ဟဲ့တနေ့ကမှထမင်းတနက်ပဲစားတယ်ကောင်းမကြောက်ဘူးသေးနော်ဒီနေ့ကျမတို့ဖျားနဲ့ပတ်သက်လိုက်ဘယ်လောက်ထိစာငတ်မှုရှိလဲဖျားနဲ့ပတ်သက်လိုက်ဘယ်လောက်ထိအချိန်ပေးဖို့လိုအပ်လဲအနားမှာယေရှုရှိရတဲ့နဲ့ပူပန်စရာတွေစိတ်နှောက်ယှက်ဖြစ်စိုးရိမ်စရာတွေကအဆိုးမိုးနေတယ်ဆိုရင်တော့ဒီကျမတို့သတိထားစရာကအချိန်ဖျားကိုယ့်ကိုဒီအမှုရာထဲကတာဝန်ယူပေးမဲ့ဖျားသခင်နဲ့အချိန်မီလို့ပဲဖြစ်တယ်ဒုက္ခအစရခြင်းမကြုံအောင်လို့ပြောတာမဟုတ်ဘူးနော်ဒုက္ခဆင်းရဲခြင်းထဲမှာတောကမပါဘဲနဲ့ငြိမ်သက်စွာနေရဖို့ပြောတာဖြစ်တယ်အဲ့တော့အေလိယတို့ပြေးတယ်ဒါမဲ့ဘုရားသခင်ကအဲ့ပြေးတဲ့ထဲမှာအစားအသောက်လည်းမပြတ်ရအောင်အဲ့ရေးလည်းမပြတ်အောင်တာဝန်ယူထားပေးရကျွန်တော်တို့တွေ့ရတယ်ဒိုင်လာရဲ့တက်တော်ကျွန်တော်တို့ကြည့်တဲ့အခါမှာလည်းပဲသူလည်းပဲအသက်ကြီးကမှကြီးမားတဲ့စုံစမ်းခြင်းခံရတယ်နော်ဒိုင်လာကဘယ်အချိန်မှဆုံးဒီချင်းသေးစာစားဖို့ဖြစ်လာလဲဆို तू အသက်60ဖြစ်တဲ့အခါမှာချင်းသေးစာစားဖို့ဖြစ်လာတာအသက်ကြီးလာအခါမှဒီဒုက္ခကြီးရောက်တက်လုံးငါတို့နေလာတာဟဲ့ဒါမျိုးပြေးရလွှားရတာမချိသေးပါဘူးအခုမှပဲဟဲ့ဒီလူနဲ့ကြမှာပဲငါတို့ပြေးရလွှားရတယ်ပြောကြမှာနော်ဒိုင်လာလည်းပဲအသက်60ဟဲ့ငါဒီလိုနေလာတာကြားလားအသက်60ရောက်မှပဲငါမှာအသက်နဲ့ကြုံတဲ့အန်ဒီရကြုံရပါလားအိုးအသက်60ပြည့်ပြီပဲတေချင်လဲတေပါစေဆိုပြီးတော့လေဖြစ်တယ်လို့ဘဝကိုရင်ဆိုင်တာမဟုတ်ဘူးဒိုင်လာလည်းဖះကိုကောင်းကောင်းအချိန်ပေးတာကိုကျွန်တော်တွေ့ရဒါကြောင့်ဒိုင်လာအနာဂတ်ကြောက်ကြည့်တဲ့အခါမှာဒိုင်လာကိုဒီရှင်ဘုရင်နေဘုခဒ်နေစာပြောတဲ့စကားလေးပေါ့နော်နေဘုခဒ်နေကပြောတဲ့စကားလေးကဘာလဲဆိုတော့ဒိုင်လာတဲ့တင်မပြတ်ကိုးကွယ်တဲ့ဖះတင့်ကိုကဲလာအားလို့မေးတဲ့စကားလေးပေါ့နော်အဲ့တော့ဒိုင်လာအနာဂတ်ကျခန်းကြီး6အပိုက်ငယ်16မှာဆိုရင်ရှင်ဘုရင်ကလည်းတင်မပြတ်ကိုးကွယ်သောဘုရားခင်တင့်ကိုကယ်လွတ်ပါစေဟုဒိုင်လာကိုမိန့်တော်မူတယ်ဒါမြစ်တာပို့လိုက်တာ तू မကယ်နိုင်တော့ဘူးလေ तू မကယ်နိုင်တော့ဘူးဒိုင်လာကို तू မကယ်နိုင်တော့တဲ့အခါမှာချင်းသစ်စာကတော့တကယ်စားရတော့ချင်းသစ်တွင်ထဲလဲချင်းသစ်တင်သောချပစ်ကြ၏တဲ့နော်ဒိုင်လာအနာဂတ်ကျခန်း6ငယ်16မှာချင်းသစ်တွင်သောရှင်ဘုရင်အမိန့်တော်မူတဲ့ဒိုင်လာကိုခေါ်ပြီးချင်းသစ်တွင်တော့ချပစ်တယ်ရှင်ဘုရင်ကလည်းချင်းသစ်တွင်ထဲရောက်သွားတဲ့ဒိုင်လာကိုရှင်ဘုရင်ပြောတဲ့စကားအရန်ကောင်းတယ်ဒိုင်လာတဲ့တင်မပြတ်ကိုးကွယ်တဲ့ဘုရားတင့်ကိုကယ်ပါစေတဲ့ရှင်ဘုရင်ဒါပဲပြောနိုင်တော့တယ်တခါတည်းအကြရင်တချို့သောဆုတောင်းမြတ်တာပို့ချက်ဟာအရန်ကောင်းကြီးဖြစ်တာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့တချို့တွေကပြောတယ်ဆုပဲတောင်းမနေနဲ့လက်ရဆောင်မခြင်းလက်ပါအောင်တချို့တွေကလက်ရဆောင်မခြင်းမပါခြင်းတာမဟုတ်ဘူးဆုတောင်းခြင်းကိုပေါ့သေးလို့တော့မထင်ပါနဲ့တချို့တွေကဆုတောင်းလေပါတော့ပါခြင်းတယ်လက်နဲ့တော့ကူညီခြင်းပေမဲ့ကူညီခွင့်ဖခင်ကအချိန်မပေးတဲ့အခါမှာဆုတောင်းခြင်းကပတ်စံမရှိလဲရတယ်လေဆုတောင်းခြင်းကအလုံးရှုံနေလဲရတယ်လေပြောချင်တာကဆုတောင်းခြင်းကနေမကောင်းရင်လည်းပဲအဲ့ရဘွားနေဆုတောင်းပေးလို့ရတယ်လေဆုတောင်းခြင်းဆိုတဲ့အကူအညီဟာနေရာတိုင်းအချိန်တိုင်းအခြေအနေမျိုးမှာလုပ်လို့ရတာဖြစ်တယ်ပြေးလွှိုင်းနဲ့လည်းဆုတောင်းလို့ရတယ်လေနော်ငွေကြေးကြတော့ရှိမှကူလို့ရမှာပေါ့အဝတ်စားကြတော့ရှိမှကူလို့ရမှာဝဆန်ကြတော့ရှိမှကူလို့ရမှာပေါ့ပြောချင်တာကတချို့အရာကရှိမှကူလို့ရတာဆုတောင်းခြင်းဟာတင့်မှာငွေမရှိလဲကူလို့ရတယ်စံမရှိလဲကူလို့ရတယ်ဆုတောင်းခြင်းဒါပေမဲ့တချို့သောသူကဆုတောင်းခြင်းပေါ့ဆဆပြောတယ်ဆုတောင်းပေးမယ်နော်လို့ပြောရလေတချို့သောသူကအားမရဆုတောင်းပေးမယ်နော်ဆိုတဲ့စကားထက်ပေးကမ်းတော်အရန်ကြိုက်ကြပေးကမ်းတာမကောင်းဘူးလို့ကျွန်မပြောတာမဟုတ်ဘူးတချို့တွေပေးကမ်းချင်တာပေါ့ကျွန်တော်လည်းပေးကမ်းချင်တာပေါ့တခါလေကျဘုရားအခွင့်မပေးရင်ကျွန်တော်မပေးကမ်းနိုင်ဘူးလေအဲ့ဒီကျမှကျွန်တော်လုံနိုင်တာကကိုနဲ့အမျှစ조사ဆုတောင်းပေးလို့ရဆုတောင်းပေးမယ်နော်လို့ပြောတဲ့ခါမှာတာမကန်ရှာကန်လေးနဲ့တော့အဖြစ်တယ်လို့ပြောတာတော့မကောင်းဘူးပေါ့တကယ်ကိုအမှုရာကဲ့သို့နှလုံးသားသုံးလောင်းပြီးဆုတောင်းပေးခြင်းကိုပြောတာဖြစ်တယ်တကယ်အဲ့လိုဆုတောင်းပေးအဲ့ဒီဆုတောင်းချက်တွေနဲ့ကြော်လွှားသွားတဲ့အရာတွေအများကြီးရှိတယ်နော်တခါလေကျကျွန်တော်တို့သူတို့မကူညီနိုင်တဲ့အရာကျွန်တော်တို့ဆုတောင်းခြင်းနဲ့ကြော်လွှားတာပဲဆုတောင်းခြင်းနဲ့ကြော်လွှားရတာပဲအဲ့တော့ဒိုင်လာကို तू အာနာနဲ့မကူညီနိုင်တော့ဘူးသူ့ရဲ့စီးစိမ်နဲ့လည်းမကူညီနိုင်တော့ဘူးရှင်ဘုရင်မှာအာနာရှိတယ်စီးစိမ်ရှိတယ်တချို့သောစီးစိမ်အာနာတွေဟာဖျားသားသမီးရဲ့ဒုက္ခကိုမကယ်နိုင်ဘူး
ဒိုင်လာတွေ့ရတဲ့စုံစမ်းခြင်းဒုက္ခဟာဘယင်းရဲ့အာဏာနဲ့လည်းကယ်လို့မရသလိုဘယင်းရဲ့စီးစိမ်နဲ့လည်းကယ်လို့မရဘူးဒါပေမဲ့ရှင်ဘုရင်နောက်ဆုံးပြောလိုက်တဲ့စကားသင်မပြတ်ကိုးကွယ်တဲ့ဘုရားသင်ကိုကယ်ပါစေတဲ့ကယ်ပါစေဆိုပြီးတော့မေတ္တာပို့လိုက်တယ်အဲ့တော့ဆက်ပြီးကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုနောက်မနေ့ရောက်တဲ့အခါမှာရှင်ဘုရားရှင်သစ်စားလိုက်တဲ့ရှင်သစ်တွင်နဲ့ချလိုက်တဲ့ဒိုင်လာကိုမျောလင့်ချက်ရှိသေးတယ်အဲ့ဒီမေတ္တာစကားကိုပို့ပြီးတော့လေရှင်ဘုရားယုံကြည်ခြင်းမဲ့ပြီးတော့နေတာမဟုတ်ဘူးနော်ကျွန်မကြည့်တာလေအဲ့တော့ तू ပြန်ပြီးတော့အပိုက်ငယ်20ကိုရောက်တဲ့အခါမှာလေအပိုက်ငယ်20ရောက်19-20မှာနည်းနည်းစောစောထားရချင်းတွေ့တွန်းတို့အလင်းများသွားတော်မူ၏ရောက်လျင်ငိုကြွေးသောတန်တဲ့ဒိုင်လောက်ခေါ်၍အသက်ရှင်တော်မူသောဘုရားခင်ကျွန်ဒိုင်လသင်မပြတ်ကိုးကွယ်သောဘုရားခင်သည်သင်ကိုချင်းသိပေးမှာကယ်လွတ်နိုင်သလောဟုမေးတော်မူ၏မျှော်လင့်ချက်ရှိသေးတယ်မယုံကြည်သူရှင်ဘုရင်ကလေမျှော်လင့်ချက်ရှိတယ်ဒိုင်လောက်ကိုချင်းသိစာကျွေးလိုက်ပေမဲ့သူဒီမျှော်လင့်ချက်နဲ့ပြောလိုက်တဲ့မေတ္တာပို့စကားကသင်မပြတ်ကိုးကွယ်တဲ့ဘုရားနင့်ကိုကယ်ပါစေလို့ပြောလိုက်တယ်ဟာနောက်မနေ့လဲဒီလောက်ဆိုတော့အယိုးတော်ကြံပါမလားနောက်မနေ့မှလေတညလုံးယုံကြည်ခြင်းမရှိမျှော်လင့်ယုံကြည်ခြင်းမရှိနောက်မှမျှော်လင့်ချက်လေးတော့ရှိရမှာနော်ယခုရေယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လည်းရှိတယ်ယုံကြည်ခြင်းမရှိနောက်မှမျှော်လင့်ချက်တော့ရှိအောင်တချို့ယုံကြည်သူတွေယုံကြည်ခြင်းလည်းမရှိမျှော်လင့်ချက်လည်းမရှိမယုံကြည်သူကမှမျှော်လင့်ချက်ရှိသေးတယ်ဒီရှင်ဘုရင်ကမယုံကြည်သူဒါပေမဲ့သူ့မှာမျှော်လင့်ချက်ရှိတယ်ဟာဒိုင်လောက်သွားပြေးကြည့်တယ်မျှော်လင့်ချက်နဲ့နော်မယုံကြည်သူသာဖြစ်ခုလောက်ဆိုအယိုးတော်ကြံပါဟဲ့ဒီလိုပဲဖြစ်ဒါပေမဲ့မျှော်လင့်ချက်ရှိသေးတယ်သွားတယ်အလင်းမြန်သွားပြီးတော့တဲ့ဒိုင်လောက်ငိုကြွေးတဲ့အတန်နဲ့နော်တင်မပြတ်ကိုးကွယ်တဲ့ဖျားရှင်သိအန်တရားနဲ့မြို့ကဲသလားလို့သွားမေးတယ်နော်ငါပြောတာဒိုင်လာရဲ့အတန်ကြားရပါလားမလားဆိုတဲ့စိတ်နဲ့မဟုတ်ပဲနဲ့မျှော်လင့်ချက်နဲ့သွားတဲ့ခါမှာဟုတ်ကဲ့ကျွန်တော်ကိုးကွယ်တဲ့ဖျားကျွန်တော်ကဲတယ်ကျွန်တော်ဖျားကိုမပြစ်မှာဘူးရှင်ဘုရင်လည်းမပြစ်မှာဘူးဖျားကဲတယ်တခါလေကြိုက်ယုံကြည်သူတွေမျှော်လင့်ချက်မရှိကြမယုံကြည်သူတော်မှအဆိုးဆုံးအခြေအနေရောက်နေတဲ့ဒိုင်လာပေါ်မှာမျှော်လင့်ချက်ရှိသေးတဲ့ရှင်ဘုရင်ကဒီကနေ့ယုံကြည်သူတွေဖြစ်ပြီးမျှော်လင့်ချက်မဲ့တဲ့စကားပြောတာစိတ်ပြည့်စရာအရန်ကောင်းတယ်နော်ယုံကြည်ခြင်းရှိရမယ်မျှော်လင့်ချက်ရှိရမယ်ချစ်ချင်းရှိရမှာဖြစ်တယ်ယုံကြည်ခြင်းကလည်းမရှိမျှော်လင့်ချက်ကလည်းမရှိချစ်ချင်းကတော့ဝေးပေါ့နော်အဲ့တော့ချစ်ချင်းမြတ်တာမှအပပဲအကျွေးမှမတင်နဲ့လို့ပြောတယ်ဖခင်အချစ်တော်အကျွေးတင်ခိုင်းတယ်တင်လိုက်တဲ့အကျွေးတယောက်မှခွင့်မလွတ်နိုင်နော်အဲ့တော့ဒီနေ့ကျမတို့တက်တာထဲမှာဖခင်ကချစ်ချင်းမြတ်တာမှအပပဲအကျွေးမှမတင်နဲ့ဆိုတာအချစ်တော်အကျွေးတင်လို့ရတယ်လို့ပြောတာဖြစ်တယ်ဘာလို့တင်လို့ရလဲလို့ပြောတဲ့ဆိုတယောက်နဲ့တယောက်ကျမတို့တစ်ခါကျအခက်မသက်တာလေးရှိတက်လို့ဖခင်ပြောတာဖြစ်တယ်ဒါပေမဲ့အကျွေးဆိုတာဆက်ရတယ်အချစ်အကျွေးတင်လဲဆက်ရတယ်ဒါပေမဲ့9နှစ်လာလည်းမလွတ်10နှစ်လာလည်းမလွတ်3နှစ်လာလည်းမလွတ်ဒီနေ့ကျမတို့ကတစ်ခါကျရင်လူတစ်ယောက်ကိုခွင့်မလွတ်တဲ့အရာနော်အဲ့ဒါကသူများကိုဒုက္ခမပေးဘူးကိုပဲဒုက္ခပေးတာဖြစ်တယ်နော်ဒါပေမဲ့ဖျားခွန်အားနဲ့မှရမှာပေါ့ဒါတွေကအဲ့တော့ယုံကြည်သူဖြစ်လာရင်ယုံကြည်ခြင်းရှိရတယ်မျှော်လင့်ချက်ရှိရတယ်အဲ့တော့မယုံကြည်သူဖြစ်တဲ့ဘယင်ကမျှော်လင့်ချက်တွေရှိသေးတယ်ဒိုင်လာသင်မပြတ်ကိုးကွယ်တဲ့ဖျားသင်ကဲပါစေမျှော်လင့်ချက်ရှိတယ်ဒီနေ့လူတယောက်ကကျမတို့ဆုတောင်းပေးမယ်နော်ဆိုတဲ့စကားပြောလာရင်ဝမ်းသာပါလူတယောက်ကကျမတို့ကိုဆုတောင်းမြတ်တာပို့တဲ့စကားပြောလိုက်ဝမ်းသာရမှာဖြစ်တယ်နော်ငါလိုနေတာဆုတောင်းချက်မဟုတ်ငါလိုနေတာပတ်စံငါလိုနေတာဆုတောင်းချက်မဟုတ်ငါလိုနေတာဆန်ငါလိုနေတာဆုတောင်းချက်မဟုတ်ငါလိုနေတာကာမပြောပါနဲ့ဒီနေ့ကျမတို့ဆုတောင်းခြင်းအဖြစ်အဲ့ဒီငွေတွေအဲ့ဒီကားတွေအဲ့ဒီကျမ်းမာရေးတွေဖြစ်လာတာလေဒါပေမဲ့တချို့တွေကဆုတောင်းခြင်းကိုပေါ့သေးသေးနဲ့ပြောနေကြတာရှိလို့ကျမဒီနေ့ဒါကိုတတိယလို့ပြောတာဖြစ်တယ်အဲ့တော့ရှင်ဘုရားမျှော်လင့်ချက်နဲ့ဒိုင်လောက်သွားပြောတဲ့ခါမှာဒိုင်လောက်ကျွန်တော်ဖျားကဲတယ်ရှင်ပြန်ပြောတဲ့စကားတော့သင်မပြတ်ကိုးကွယ်တဲ့ဖျားသင်ကိုကဲပါစေတဲ့နောက်တစ်ချက်သင်မပြတ်ကိုးကွယ်တဲ့ဖျားသင်ကိုကဲသလားလို့ပြန်မိတာဖြစ်တယ်ဖျားဒိုင်လကဖျားသခင်ကိုနေရာပဲပြီးထားတာမဟုတ်မပြတ်အချိန်ပြီးတဲ့သူဖြစ်တယ်ဖျားနဲ့မပြတ်အချိန်ပြီးတယ်ဒီနေ့ကျွန်တော်တို့ဖျားเจ้าလာမဖျားအချိန်ပေးတယ်လို့ပြောတာမဟုတ်ပါဘူးဒီနေ့ကျမတို့အချိန်တိုင်းမှာဖျားနဲ့ချိတ်ဆက်မိရဒိုင်လာရဲ့တက်တော်ကျမတို့ကြည့်တဲ့အခါမှာချင်းသစ္စာစားရတော့မယ်လို့ချင်းသစ္စာကျွေးရတော့မယ်လို့တရင်ကြားရတဲ့အချိန်မှာလဲစိုးရိမ်တော့ကရောက်လာပြီလေအခုနမာတာကပူပန်စိတ်တော့ကစိတ်နဲ့ဖျားထောင်ချင်းကတ်တယ်တဲ့ဒိုင်လာလည်းရောက်လာပြီလေတော့ကပူပန်စိတ်ဒါမဲ့တောကပူပန်စိတ်ဒီဒိုင်လာကိုအစိုးမရပဲနဲ့
ဒါရင်လကိုအနိုင်ယူသွားတာကဝိညာဉ်တော်ပဲဖြစ်တယ်ဒါရင်လသည်ဝိညာဉ်တော်နဲ့ပြည့်ဝတယ်လို့ကျမ်းစာကမှတ်တမ်းတင်ထားတယ်ဘုရားခင်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူတယောက်ဒီတိုင်းနိုင်ငံမှာရှိတယ်ဒါရင်လအဲ့လိုမှတ်တမ်းတင်ထားတာဒီနေ့မြန်မာနိုင်ငံမှာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ဘုရားလူရှိတယ်ဘုရားကအဲ့လိုမျိုးမှတ်တမ်းတင်ခံစေချင်တာဖြစ်တယ်ဒီကျမတို့ရဲ့လောကအရာတွေပိုင်ဆိုင်မှုကိုမှတ်တမ်းတင်တာထက်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အသက်တာနဲ့မှတ်တမ်းတင်ခံရတာမင်္ဂလာရှိတယ်ဒါရင်လအသက်တာထဲမှာဘုရားနဲ့မပြတ်သူဘုရားကိုမပြတ်အချိန်ပေးတယ်ဘုရားနဲ့ချိတ်ဆက်မိမိနေတဲ့အခါမှာအခက်ခဲသူ့နားမှာကတ်နေနော်ယေရှုလိုပဲပေါ့ကားတိုင်းထမ်းဖို့အတွက်အချိန်ကရောက်လာပြီယေရှုလည်းအသေးတန်ခမဲတော်နဲ့အချိန်ယူတဲ့အခါမှာအဲ့ဒီအသေးစိုးကိုခံတဲ့အခါမှာအပိထိခံနိုင်သွားတာပဲဒီကျွန်တော်တို့ဖရာသခင်နဲ့အချိန်မယူရင်ခရစ်တော်လည်းခမဲတော်နဲ့ကောင်းကောင်းအချိန်မယူရင်အဲ့ဒီအသေးစိုးဆိုတဲ့ဒုက္ခကိုအချိန်နိုင်ရှိရဲ့အချိန်ခံရတာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့10မိနစ်10စက္ကန့်လေးနာကျင်တဲ့အရာတော့မှကျွန်တော်တို့မခံကျင်ကြဘူးလေယေရှုခံရတဲ့နာကျင်ချက်10မိနစ်စာလည်းမဟုတ်ဘူး10စက္ကန့်စာလည်းမဟုတ်ဘူးနော်နာယီနဲ့ဖြစ်တယ်တောက်ကြနေရတဲ့ခံလိုက်ရတဲ့အရာနော်ကြာခံလိုက်ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့သခင်ယေရှုခရစ်တော်ဟာဒီကြာတာပရိယနဲ့စပြီးတော့ခံလိုက်ရတဲ့အရာနိုင်ပေါင်းများစွာခံရဒီအသေးစိုးနဲ့နာကျင်ခြင်းကိုယေရှုခရစ်တော်အဆုံးတောင်ခံပြီးအနိုင်ယူသွားတာကခမဲတော်နဲ့ချိတ်ဆက်မိမိရှိလို့ပဲမိုးမလင်းသေးဘူးတဲ့ခမဲတော်နဲ့အချိန်သွားယူတယ်တဲ့ဒီနေ့ကျမတို့ကအသက်တာထဲမှာဖျားရှိပေမဲ့ဖျားနဲ့အချိန်မြူတဲ့ခရိယန်တွေဖျားနဲ့အချိန်မြူတဲ့အမှုတော်ဆောင်တွေပူပန်ခြင်းနဲ့စိုးရင်ခြင်းအမြဲတမ်းအနိုင်ယူတယ်အဲ့တော့ဆရာတစ်ပါးကကျမကိုဆုတောင်းခံချက်တယ်သူတို့နော်ခက်ခဲနေပြီဌာနချုပ်ကလည်းသူတို့ကိုထောက်ပံ့ခြင်းတွေမပို့နိုင်တော့3လရှိပြီတဲ့အရန်ခက်ခဲတယ်အဲ့တော့ဆုတောင်းကူညီပါသူကျမပြောတယ်ခါတိုင်းဆိုကိုလည်းတတ်နိုင်တဲ့လောက်လေးပါဝင်ပေးတယ်ဒါပေမဲ့အခုချိန်မှာဘယ် line နဲ့မှပတ်စံပို့လို့မရတော့ဘူးလေနော်အဲ့တော့ဆရာဒီချိန်မှာကျမတို့ရဲ့ယုံကြည်ခြင်းကိုဘုရားစစ်ဆေးနေပြီလူတွေတကားပိတ်ထားပေမဲ့ဖယားကကျမတို့ကိုကျွေးမွေးတဲ့တကားမပိတ်ဘူးကျမ်းမာရေးတကားတွေမပိတ်ဘူးဒီနေ့ကျမတို့တရားဟောရတယ်တကားမပိတ်ဖို့ပဲအရေးကြီးတယ်ရှင်ဘောလူကပြောတယ်ငါတရားဟောရတကားဖွင့်ဖို့ဆုတောင်းပါတရားဟောရတကားတော့မပိတ်မိစေနဲ့ကျမသူ့အဲ့ဆရာကိုပြောတယ်ပို့တော့ဆရာကောင်းကြီးတကားကခဏပဲပိတ်တာပဲတရားဟောရတကားမပိတ်မိစေနဲ့တရားဟောရတကားမပိတ်မိစေဘူးနှုတ်ကပတ်တော်ထဲမှာဖယားခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးတွေအများကြီးပါတယ်လို့ကျွန်တော်သူပြောပြတယ်ယုံကြည်ခြင်းစစ်ဆေးနေတာဖြစ်တယ်အဲ့တော့ဒီထဲမှာတောကမြောက်ပါနဲ့နော်မပူကျွန်တော်စိုးရင်လာတယ်တဲ့တဖြည်းဖြည်းနဲ့တဲ့အော်မစိုးရင်မနဲ့ဆရာစိုးရင်ခြင်းကိုအနိုင်မပေးပါနဲ့နော်ဒီနေ့ဖယားရဲ့ဂတိတော်နဲ့သွားပါဖယားမှာနီလန်းနေအများကြီးရှိတယ်လူမှာနီလန်းကုန်တယ်ဖယားမှာနီလန်းမကုန်ကြောသူပြောပြတယ်နော်အဲ့တော့တစ်ခါကြိုက်စိုးရိမ်စရာတွေတစ်ခါကြိုက်စိတ်ပြက်စရာတွေကကျွန်တော်တို့ထဲဝင်လာမှာပဲဒါပေမဲ့အဲ့ဒါကိုအနိုင်ပေးဖို့အဲ့ဒါကိုအခွင့်အရေးပေးဖို့အဲ့ဒါဧည့်ခံဖို့မဟုတ်ဘူးကျွန်တော်တို့ဧည့်ခံရမှာကယေရှုခရစ်တော်ပဲဖြစ်တယ်ပြဿနာကိုဧည့်ခံဖို့မဟုတ်စိုးရိမ်စရာဧည့်ခံဖို့မဟုတ်ဝင်လာတဲ့စိုးရိမ်စရာတွေတနေ့ကုန်တာပဲစဉ်းစားနေယေရှုကပျောက်သွားတယ်နော်အခက်ခဲတွေဝင်လာတဲ့တနေ့ကုန်တာပဲစဉ်းစားပြီးမျက်ရည်တွေကျလိုက်စဉ်းစားလိုက်ဟိုလူဒေါသထွက်လိုက်နော်တခါကျတချို့အကြောင်းအရာကစဉ်းစားရင်မကောင်းစဉ်းစားလေသူတို့ဒေါသထွက်လေစဉ်းစားလေသူတို့တတ်ချင်လေအဲ့လိုဖြစ်တယ်တချို့စဉ်းစားလို့မကောင်းတဲ့အရာမစဉ်းစားနဲ့ဒီနေ့ကျမတို့ကအဲ့ဒီကိုယ်အကျိုးမပေးတဲ့အရာကိုပဲအချိန်ပေးလိုက်တဲ့အခါမှာကိုကမလွတ်မြောက်ဘူးနောက်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာစိုးရိမ်စရာတွေမရှိဘူးလို့ပြောရမှာရှိမှာပဲအဲ့ဒီစိုးရိမ်စရာတွေထဲမှာဒီနေ့ကျမတို့လွတ်မြောက်တဲ့အသက်တာနဲ့ဖခင်ဘုန်းထင်ရှားဖို့ဒီနေ့ဖခင်ကကျမတို့ကိုအလိုရှိတယ်ဒါကြောင့်ဒံယေလချင်းသေးတွင်ထဲမှာသူချင်းဆိုနိုင်တယ်ချင်းသေးတွင်ထဲမှာဒံယေလဖခင်ကိုဆက်လက်ကိုးကွယ်နိုင်တယ်ဘာကြောင့်လဲချင်းသေးတွင်မရောက်ခင်ကတည်းကဖခင်နဲ့ချိတ်ဆက်မိတဲ့ဒံယေလချင်းသေးတွင်ထဲမှာလဲဖခင်သခင်ကသူနဲ့အဆက်အသွယ်လုပ်တဲ့သူ့သားကိုဆက်လက်အဆက်အသွယ်လုပ်နေတာကျွန်တော်တွေ့ရတယ်ယုံကြည်သူတွေကျမတို့ဘယ်နာရောက်ဖခင်ကကျမတို့နဲ့အဆက်အသွယ်မိပြီးသားဖုန်းကသာတချို့နေရာမှာ line မမိဘူးဆက်သွယ်ရေးအပြင်ခရစ်တော်နဲ့တော့ဘယ်နာမှဆက်သွယ်ရေးအပြင်မရှိဘူးချင်းသေးတွင်ထဲမှာတင်လေဖခင်နဲ့ဆက်သွယ်ရေးမပြတ်ဘူးအဲ့တော့ဒီနေ့ကျမတို့ကဘယ်လိုအခက်ခဲထဲမှာပဲရှိဖ
ဖယားနဲ့အဆက်အသွယ်မပြတ်ပဲနေကြည့်ကျမအခက်ခဲတွေ့တိုင်းကျမဘယ်လူမှတတိမရဘူးကျမဖယားဘာပြောလဲအခက်ခဲကျမကြုံတိုင်းဘယ်လူမှကျမမတန်းတာပဲဖယားကိုပဲဘာပြောလဲကိုတော့ဘယ်လူမှမတုံးလဲပဲကောင်းကင်တမန်ကိုလှုပ်ပေးပါကောင်းကင်တမန်ကိုလှုပ်ပေးပါဘိုးရဲ့ကောင်းကင်တမန်အားဖြင့်သမီးကိုဂျေစုပြုပါဒီလိုပဲပြောတယ်ကောင်းကင်တမန်သွားတဲ့လမ်းကြောကိုပိတ်ဆို့နိုင်တဲ့အရာတစ်ခုမှမရှိကိုသွားရင်ကိုသွားတဲ့လမ်းကိုသူများပိတ်ဆို့မှာဟဲ့နင်တို့ငါလာပို့ချင်တာဟဲ့လမ်းမဖွင့်လို့အေးတွေ့ရမှာလားလူလာတဲ့လမ်းကိုလူပိတ်လို့ရဖျားလာတဲ့လမ်းကိုလူပိတ်လို့မရတော့ဒီနေ့ကျမအခက်ခဲရောက်တိုင်းကိုရောရဲ့ဘသူ့ကိုတတိယခိုင်းလိုက်ပါဘသူ့ကိုတုံးပြလိုက်ပါဘတော်မှမပြောဘူးကိုရောကောင်းကင်တမန်ကြီးအများကြီးရှိတယ်စာရဏကိုပါသွားတာတပုံနဲ့ကိုရောနောက်မှာနှစ်ပုံအောင်ကြံသေးတယ်ဒီနေ့သမီးတို့ပုံမှာထားတဲ့ကောင်းကင်တမန်ကြီးအများကြီးရှိတယ်ထာဝရဘုရားကောင်းကင်တမန်ကိုဆေလွတ်ပြီးတော့ဒီနေ့သမီးလိုအပ်တဲ့ရောက်လာပို့ခိုင်းပါဦးဒီနေ့သမီးလိုအပ်တဲ့အမှုရာထက်ကဲပါဦးဘုရားအဲ့လိုပြောတဲ့အခါမှာတကယ်ဘုရားအလုပ်လုပ်တယ်ကောင်းကင်တမန်အဖြစ်တကယ်အလုပ်လုပ်တာဖြစ်တယ်ဘုရားကကောင်းကင်တမန်အဖြစ်ကျမတို့ကူညီနေတယ်လို့ပြောတာကိုယုံကြည်သူတဲ့ကျမ်းစာထဲမှာပဲရှိတယ်အသက်တာထဲမှာလက်တွေ့မခံစားရဘူးကောင်းကင်တမန်တကယ်လက်တွေ့ကူညီနေတာတော့ဒါပေမဲ့ကောင်းကင်တမန်ရဲ့ကူညီမှုကိုလက်တွေ့မရတဲ့ယုံကြည်သူတွေအများကြီးရှိတယ်အဲ့တော့ချင်းသစ်တွင်ထဲမှာဘုရားခင်ကဒံယေလကိုချင်းသစ်စာမစားရကောင်းကင်တမန်လွှတ်ထားတာကောင်းကင်တမန်ကိုလွတ်ပြီးတော့ကျမတို့ကိုကျွေးမွေးနေတဲ့ဘုရားသေခြင်းကနေကယ်တင်နေတဲ့ဘုရားဖြတ်စည်းခြင်းနဲ့ကျမတို့ကွဲကားနေတဲ့ဘုရားဖြစ်တယ်ဒီနေ့ဘယ်သူမှမတောင်းတနဲ့လူကိုတောင်းတအရာကြားတယ်ကောင်းကင်တမန်ကိုဆေလို့ဖို့ပြောမြန်ကောင်းကင်တမန်သွားတဲ့လမ်းကြောင်းဘယ်အရာမှစီးတားလို့မရဘူးဒါကြောင့်ဒီနေ့ကျမတို့ဖခင်နဲ့ချိတ်ဆက်မိရင်ဖခင်ကကျမတို့ကိုအဆက်အသွယ်မဖြစ်ဘူးချင်းသစ်တွင်ထဲမှာလည်းဖခင်ကဒိုင်လာနဲ့အဆက်အသွယ်ဖြစ်ဘူးဒီနေ့ကျမတို့ကိုယ်တိုင်ကလည်းဖခင်နဲ့အချိန်ယူရမယ်ဖခင်ကိုနေရာပေးပြီးအချိန်မပေးရင်မာတလိုပဲတောကတွေရောက်တတ်တယ်စိတ်ပူပန်စရာတွေကအခွင့်ယူသွားတဲ့အခါမှာစိတ်ပူပန်စရာတွေများလာတာနဲ့ဘာဆိုးကျိုးထွက်လာလဲဆိုရင်ညူဆူခြင်းဆိုတဲ့ဆိုးကျိုးထွက်လာတယ်နော်မာတလေစိတ်ပူပန်ပြီးတော့ယေရှုနောက်ချင်ကပ်ပြီးတော့ကျမတယောက်တည်းလုံနေတာကြည့်ရလားနော်သူ့စိတ်ထဲမှာတော့ပြောမှာပေါ့မာတာအလိုက်လည်းမသိဘူးဒီချိန်မှာဧည့်သည်လာတာငါတယောက်တည်းလုံနေဒီကောင်မအလိုက်လည်းမသိဘူးနော်ပဲပေးပြီးတော့ကိုရောနာမှာထိုင်းနေသူပြောရင်ပြောမှာပေါ့နော်အလိုက်လည်းမသိဘူးပြောမှာပေါ့အဲ့တော့သူပြောရင်လည်းမထူးကိုရောကလည်းရှိနေတယ်နော်ကိုရောရဲ့ဒီအလိုက်မသိတဲ့ကျမညီမကိုရောပဲပြောပေးလိုက်အောင်နော်တခါလေကြိုက်ကျမတို့ကလေဖယားနဲ့အချိန်ယူတချို့တွေကလေပြင်းလို့အချိန်ယူတယ်လို့ထင်တဲ့လူကလည်းရှိသေးတယ်ပြင်းမယူဘူးပြင်းတဲ့လူကဆုလည်းမတောင်းဘူးကျမ်းစာလည်းမဖတ်ဘူးအဲ့တော့တချို့ကပြင်းလို့ပါသူတို့ဘုရားကျောင်းသွားတာပြင်းလို့ဒါလုံနေတာတချို့ကပြောတယ်နော်ပြင်းတဲ့လူကကျမ်းစာလည်းမဖတ်ဘူးဖယားနဲ့ဆိုင်တဲ့အလုပ်လည်းမလုပ်ဘူးအဲ့တော့မာတစိတ်ထဲမှာမာရီကိုမယိုးမရွဖြစ်နော်အလိုက်မသိဘူးဒီမှာတော့ငါကတော့ချွေးတန်တရေရဲနဲ့အချိန်များစောဖို့လုံနေသူကတော့ပဲပေးပြီးတော့ကိုရနာမှာထိုင်ပြီးတော့အမလေးသူပြောကောင်းပြောနိုင်နော်အဲ့တော့သူယေရှုပြောတယ်ကိုရောပြောကျမတယောက်တည်းဒီမှာလုံနေရတာလေအလိုက်မသိတဲ့သူ့ကိုပြောပေးအောင်ဒီကနေ့ကောင်းတာကိုလုံနေပေမဲ့ကိုတော်ကိုယ့်ရဲ့အသက်တာထဲမှာကိုယ့်အိမ်ထဲမှာနေရာပေးပေမဲ့အချိန်မပေးရင်အဲ့ဒါပဲကိုနားမှာရှိတဲ့လူတော်မှအကောင်းမမြင်တော့ညှူဆူသွားတာပဲကိုနားမှာရှိတဲ့လူဘလို့သဘောနဲ့နေလဲဆိုတာကိုလည်းမမြင်တတ်တော့ဘူးအနှုတ်လက်ခံတာလေးမြင်ပြီးတော့ညှူဆူပြီးတော့ဘာဖြစ်လဲနောက်ဆုံးဘုရားသခင်တော်မှပြန်ပြောခိုင်းသေးတယ်တခါလေကျကျမတို့လည်းအဲ့လိုပါပဲဘုရားနဲ့အချိန်ယူမှုအားနေတဲ့ခါမှာကိုတော်ရဲ့သူတို့ဆုံးမပေးလိုက်အောင်ကိုတော်သူတို့မနှမျောနဲ့တခါလေမြေကြီးပေါ်နဲ့အကုန်ခေါ်သွားလိုက်တခါလေကျကိုလည်းအဲ့လိုဖြစ်တာပဲနော်ဘုရားနဲ့အချိန်ယူမှုနဲလာရင်ဒီနေ့ကိုနားမှာရှိတဲ့လူတော်မှသေဖို့မနှမျောဘူးကျမတို့ကနော်တခါလေကျကိုစိတ်နှောက်ရှက်အများကြီးပေးတဲ့ခါမှာကိုတော်ရဲ့ဒီတူမတွေဒီလောက်စိတ်နှောက်ရှက်ပေးမဲ့အတူငကိုတွေကသူတို့မိဘမမွေးခိုင်းတဲ့မြုံခိုင်းလိုက်ပြီးရပဲကျမအဲ့လိုတောင်ပြောသေးတာဘုရားသခင်ပြောချင်တာကဘုရားသခင်နဲ့အချိန်ယူမှုနဲလာရင်ကျမတို့ကလေကိုနားမှာလိုအဲ့လိုဘုရားထားပေးတဲ့သူတော်မှကျမတို့ညှူဆူလာကြတယ်စိုးကြိုးပေါ့ဖယားကိုနေရာပေးပေမဲ့အချိန်မပေးရင်စိုးကြိုးတွေရှိရနော်ကိုခင်မွန်းတယ်လည်းညှူဆူလာတယ်ကိုဇနီးတယ်လည်းညှူဆူလာမယ်ကိုသားသမီးတို့လည်းအကောင်းမမြင်နိုင်တော့ဘူးသားသမီးတွေကလည်းမိဘတွေကိုအကောင်းမမြင်နိုင်တော့ဘူးကိုရဲ့အသက်ကြီးရွယ်မိဘတွေကိုလည်းအကောင်းမမြင်နိုင်တော့ဘူးကိုအတွက်ထားပေးတဲ့မြေးတွေကိုလည်းအကောင်းမမြင်နိုင်တော့ဘူးကိုအတွက်ထားပေးတဲ့တူမတွေလည်းအကောင်းမမြင်နိုင်တော့ဘူးကိုနားမှာအကောင်းဆုံးသောလှုပ်ဖို့ဆောင်ဘက်ကိုပဲအကောင်းမမြင်နိုင်တော့ဘူးဘာကြောင့်လဲကိုတော်နဲ့အခြေယူမှုအားနေသွားတာနဲ့ကိုတော်ကတော့ရှိနေတယ်
Kakaba County down Shima so that was Shini. Corporate and Yanni Sabi a two Shini. Do the leve. Coro corporate tablo a chamber bill. Okay, to my ima at the Banyao Taba. Takai Mari. At the Apiantora Bay. At the Bear Lade at the Manamati. No, now we don't at the Yana Kamamati. What at the chamber bill? The chua at the dear up baby a chamber bill kama. At the machine. Young Jidu de le, Payao near Peter the copy like an agent. A chain low loss from a beer kama. Go Benama she did. Kauna go lonely in a Benama she new sulare. No, to me hint a made bele. I am a tatty to go sick to lavi. Ngara to sabo tapo low do. Through a thin a count of your I know. Lonely a count. Dima ain't it a little 8 of your I know thin it your no. The college to a kauna lonely in a Dima Sega, Miaro, Sega Miaro, no? Lonely around me, that's with Sawa Tapolo de. Tamet Tapaka, a light material with Chia Kama, through a calm of your nine. No, calm of your nine. Didn't Chivari at that tema. Daddy will pitch your lare Kama, the retire, Chivala the retire. Didn't Chima Nama Shielu, Chiba, a calm of me and I know Buso no. Chiba, Payao, now a shame Tamian, Piana, a chay you do Tamian like it. I don't come much about a simply the one. Payan, I say you Yichi today. Nia people, I say me, Mata get away. Yeshua do pure. Mia, Mia, sort of Mura, so no such and Kayane. Yeshu Shibaya, to my Yeshu, no dog Shibaya done it. Yeshu could not do a Nizoma Shibaya done it. Toka Barawad in it. New Suda said in it. Didn't look that look out of women, New Suda said in it. Toka Barawad in it. Lonely are not than I look way. Damn it, queer look for somewhere to go. Yeah, to come at me, no. Damn you, and Yajishi. At all. Nema Mura sound jealous, and Matia Babioles or Zabano, to Nega, council, new money out to new money, Nea council. Oh, Bale, Sally Poye, Foley saying, hello, I don't know. Babio says she let you. A kucha Marocco, you madonna, no? Go big gala, Piro Cosecala. Pama, I'm a pure thing that you are tapping. Passa pure, I'm the old. Now, Kajaro. Fable Lima, land to the Kajaro. Hello, Sia Mingla, she did it. Dima Lima Gino, Bema Tolomia, they know, Cobom Josana, Coram Cording, tomorrow, Dilus have been no. So, through Jinema, young Kanzaya. Rachaba Pio Piare. Tabi me, Lua tomorrow. A chenny and you a town, Piabio, tomorrow, a satwa, Malone, be me. Tomorrow, Labio, Matishu, be me. Dine, dear Murotema can't tire Payagaro. Nine second time down with you 9 perhaps a day. Jawadu Quabi. Sit down with it. I'm in it. Sit down, Janet. Jawadu Pione. Diminella. Alubama. Kidwakani. Jawad sit down big. I'm in a sit down, Janet. The Julia Ang in a sit down. No, a Murotema, Ang in a sit down. La Lamjijao. No. Tomorrow goes on a tomorrow Lamjijao. Tomorrow goes on a general Lamjijao. La 11, you know, the 11 and Sakabitia, young lady, la Bioa, Lutia Pialabo, Luella. No. Lutia Pialabo. To look good, I open the Pialabile. Me like me, Chamala Lubiola. Siagiro, and the Piala, look below me like Siagiro Topan, and we are Siagiro. That me, low Akata, look me like Bala. Chamala Lubaton, be like. Damn it. Say damn it, Jana. Paya the kitchen on to ship. Paya Cantara, Lucantara. Though the letter Kakaja, Lua go, you must say. I'm in it. Payana, Bobby, a change you both said that you want to rope your biare. Council on 11 news on it. You want to rope your biare. No. The rocket carryable. I don't piaka, the dog come at your banner cover dog point biale so. You have bondi ruya a sick and chance with it, a yali point bian. The chodo a sick and you have bondi, lumiao. The room near you in a sick and a don't carry in a sick and a no. Damn it, the chodo to the room now, baby. Arrow, your bondi lady a sick and a your bondi lady a sick and a touchy, come, oh, to row. Piaga, women. I don't want to look quite beat it, 10 allow a power and beat it. I don't touch your door to the gar, lumati, tumati, doka can be a sick candidate to the Nazi. Do the lepiati. Paya the king, go cantare, piaco benatale, piati, damage about to do a near and quite beat it. Go a murotema cantare pianero, chase me basi.
လူတွေနဲ့အဆက်အသွယ်ပြတ်ပြီမဲ့ဖယားနဲ့အဆက်အသွယ်မပြတ်စေနဲ့ဖယားနဲ့အဆက်အသွယ်ပြတ်ရဲ့လူမသိသူမသိအမှုတော်ဆောင်ပါလေဆိုလူမသိသူမသိတေသွားနေဦးမယ်လို့ကျွန်တော်တို့ပြောပြနော်ဖယားနဲ့တော့အချိတ်ဆက်ရှိကောင်းကင်တမန်ကြီးအရောက်ပို့ပေးလာလိမ့်မယ်နော်လူတွေကိုပြောင်းလဲစေခြင်းကဖယားပဲတတ်နိုင်တယ်ဒါကြောင့်အေးုံကလေးပြောတဲ့ခါမှာလည်းပဲဖယားသခင်ပြောင်းလဲစေခြင်းကတတ်နိုင်တဲ့ဖယားပြောင်းလဲတဲ့နှုတ်တော်တစ်ခါတည်းထည့်ပေးလို့ပြောအဲ့လိုပြောပြီးတော့ဝင်ငါကျွန်တော်ဆိုအမြဲတမ်းအဲ့လိုဝင်ငါတယ်ကိုတော့ပြောခွင့်ပေးပြီနော်တပည့်ပြောရုံတတ်ပဲမပြောချင်ဘူးကိုတော့သူတို့ကိုကဲတင်ချင်းရစေချင်တယ်ပြောင်းလဲစေနိုင်တာကိုတော့ပဲနားလေတဲ့ခွင့်နဲ့ပြောင်းလဲအောင်ကိုတော့လုပ်ပေးဆူတောင်းပြီးပြောလိုက်တဲ့အခါမှာပြောင်းလဲလာကြတယ်သူတို့အသက်တာလွတ်မြောက်လာကြတယ်ဝန်ခံလာကြတာကျွန်တော်တွေ့ရတယ်နော်ဒီနေ့ကျွန်တော်တို့အမှုတော်ထဲမှာပဲလေအမှုတော်ဆောင်နေပြီးတော့လုံနေတာဖះလုံဒါပေမဲ့ဖះနဲ့အချိတ်ဆက်မမိရင်ကိုလက်အောက်မှာရှိတဲ့သူတွေရဲ့အခြေအနေကိုလည်းနားမလည်ပေးတယ်လို့ကိုနဲ့ဒန်းလူရှိတဲ့သူလည်းညှူးဆူလာမယ်ကိုအထက်မှာရှိတဲ့လူလည်းညှူးဆူလာတတ်တယ်တော့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာအတူရှိတဲ့ဖះနဲ့အချိန်မီယူခြင်းစိုးကျိုးအရန်ဖြစ်စေတာကိုတွေ့ရတယ်နောက်တစ်ချက်ရှင်လုကာခန်းကြီး16မှာကျွန်တော်တို့ကြည့်တဲ့အခါမှာပေါ့နော်ရှင်လုကာ16ကတော့ကျွန်တော်တို့ရောက်စီတိုင်းသိပြီးသားဖြစ်တဲ့ဇက်ကဲပေါ့နော်ဇက်ကဲအကြောင်းနည်းနည်းပြန်ပြောပြမယ်ပေါ့နော်အဲ့တော့ခန်းကြီး16အပိုင်းငယ်ယေရှုသည်အပိုင်းငယ်3ကနေစဖတ်ခြင်းနဲ့ယေရှုသည်အဘယ်သို့သောသူဖြစ်သည်ကိုထိုသူသည်ကြည့်လို့၍လူအစုဝေးများသောကြောင့်မိမိအရက်လန်းနိုင်သည်ဖြစ်မမြင်နိုင်ထို့ကြောင့်ကြွတော်မူသည့်လမ်းတွင်ရှေ့သို့ပြေးကိုတော်မြင်အံ့သောငါတဖန်းပင်တပင်သို့တက်လေ၏ဒါဇက်ကဲယေရှုကိုစာငတ်တာလေယေရှုကဘလို့လူလဲဆိုတာအရင်စိတ်ဝင်စားတယ်တဲ့ဒါမဲ့တွေးဖို့ကြိုးစားပေမဲ့အစီးတားရှိတယ်ဖယားနဲ့ပတ်သက်လိုက်လွယ်လွယ်လေးတော့မရဘူးเนาะဖယားเจ้าသွားဖို့တောင်မှလေတရားသွားဟောဖို့မပြောနဲ့ဖယားเจ้าတရားသွားနာဖို့ယုံကြည်သူနဲ့မိတ္တာဖို့ဖယားเจ้าရိုးရိုးလေးသွားတက်ဖို့တောင်မှတချို့တွေအိမ်မှာတိုက်ပွဲတွေဖြစ်ပြီးမှဖယားเจ้าရောက်လာတဲ့မိသားစုတွေအများကြီးပဲအိမ်မှာဒေါသတွေဖြစ်ပြီးမှရောက်လာတဲ့လူအများကြီးပဲဖယားเจ้าတစ်ခါတက်ဖို့အတွက်ဗာလဲဝိညာဉ်တိုက်ပွဲတွေတိုက်ပြီးမှသွားရတဲ့လူအများကြီးပဲတချို့တွေကောင်းကောင်းလေးဖယားနဲ့အချိန်ယူခြင်းနဲ့ယူလို့မရဘူးတိုက်ရတယ်နော်ဖယားနဲ့အချိန်ယူတာလွယ်တယ်လို့မထင်နဲ့လာတယ်အချိန်ယူလို့မရအတားစီးတွေလာတယ်အစာရှောင်ပါမယ်ဆိုတဲ့နေ့ကျမှတားကျွေးခြင်းတဲ့လူကလည်းပေါ်မှာပေါ့မရှောင်တဲ့နေ့ကျရင်ခေါ်မဲ့လူတောင်မှမရှိဘူးအစာရှောင်မယ်လို့ဆုံးဖြတ်ရင်ဒီနေ့ဘာလို့စားလို့လာပါအောင်မလေးဒီနေ့တော့ဘယ်မှာဘာသွားစားမှုလိုက်အောင်ခဏနေကျအိမ်ကိုလာပို့ရတာနဲ့ဘူးလေးနဲ့ဩအစာရှောင်တဲ့နေ့မှရောက်လာကြတယ်နော်ဖြတ်ရတယ်ကြော်ရတယ်နော်ဖယားနဲ့ပတ်သက်လိုက်လွယ်တယ်လို့တော့မထင်နဲ့တခါကျအစာရှောင်ပါတယ်ဆိုအဲ့ရှောင်တဲ့နေ့မှာမိုးလင်းနိုင်တဲ့ထမင်းကတားစားပြန်တယ်မရှောင်တဲ့နေ့ကျရင်လေတည်မလားဘိုက်မစားဘူးတနေကုန်နေလို့ရတယ်တမနဲ့နေလို့ရတယ်ဒါမဲ့အစာရှောင်မဲ့မနဲ့ဆိုရင်လေထူးထူးခြားခြားအရန်စားတတ်တဲ့ခါရှိတတ်တယ်ဟိုကိုရောနားလဲပါလေစိတ်သဘောကြည့်တဲ့ဖယားပဲဆိုအမဆွဲလိုက်သေးတယ်ကိုပါကိုဖြည့်သိမ့်လိုက်တာနော်အဲ့ဒါရှုံးတာလေအဲ့ဒါရှုံးတယ်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဖယားကိုစာငတ်ရင်အဖို့ခရှိဇက်ကဲလည်းဖယားကိုစာငတ်တဲ့အခါမှာသူခက်ခဲရှိတယ်အဲ့ဒီခက်ခဲကတဲ့လူကလည်းများတယ်အရက်ကလည်းပူတော့မမြင်နိုင်ဘူးတဲ့တချို့တော့အခက်ခဲကသူများမဟုတ်ကိုယ်တိုင်ဖြစ်တယ်ကိုယ်တိုင်ကဖယားချီမရောက်ဖို့ကိုယ်တိုင်ကအစီတာဖြစ်တယ်ဇက်ကဲဖယားကိုမမြင်ဖို့အတွက်နံပါတ်1လူတအုပ်နံပါတ်2ချက်သူ့အရက်တဲ့တခါလေကျသူများကိုပဲပြစ်မတင်နဲ့ကိုယ်တိုင်ကလည်းဖယားနဲ့အချိန်ယူဖို့ကိုယ်တိုင်ကလည်းအစီတာဖြစ်တယ်အဲ့ဒီအစီတာကိုကျွန်တော်အခွင့်မပေးဖို့လို့အဲ့တော့ဇက်ကဲရတဲ့ဒိုင်မဲတဲ့အစီတာတွေရှိပြီမဲတဲ့အရှိကနေသွားတယ်အရှိကနေအရှိကသွားနေမယ်ဆိုပြီးတော့တဖန်းမြင်မော်တက်တယ်ဖယားနဲ့ပတ်သက်လာရင်ရှေ့ကိုကြိုပြေးတာပေါ့ဒါပေမဲ့ကျမတို့တွေကဖယားနဲ့ပတ်သက်လာရင်9နိုင်စမယ်လို့ဖယားเจ้าပြောရင်အိမ်ကနေ9နိုင်မှစထွက်တဲ့လူတွေအများကြီးပဲနော်ကျွန်တော်တောင်ပေါ်မှာတစ်ခါတင်တန်းဖိတ်တော့သွားတော့တင်တန်းပြီးတော့ Sunday နေ့မှာတရားဟောတစ်ခါတရားဟောပြန်ချပေးတယ် Sunday ဘယ်နှစ်နာရီလဲ9နာရီဟုတ်ပြီကိုကတော့ပြန်ဆင်ထားပြီပေါ့9နာရီထိုးခန်းဒီမှာခေါင်းလောင်းစတော့ခေါင်းလောင်း2ခါထိုးတယ်ခေါင်းလောင်းထိုးစထိုး9နာရီထိုး9မိနစ်အလိုနဲ့တူခေါင်းလောင်းထိုးအားနဲ့ကျမတဲတဲ့အိမ်ကအင်ရှင်ဆရာခေါင်းလောင်းထိုးပြီးသွားရအောင်လေအဲ့ဆရာကျမထားပြောတယ်ပထမခေါင်းလောင်းထိုးရေချိုးတဲ့ဟုတ်လားအဲ့ဆိုဒုတိယခေါင်းလောင်းထိုးထမင်းစားဖို့လို့ကျမဆက်ပေးလိုက်တချို့ကခေါင်းလောင်းထိုးပေးရဘုရားเจ้าတက်လို့ရပြီထိုးပေးရလေရေချိုးဖို့ခေါင်းလောင်းထိုးပေးရကြာနေပဲခေါင်းလောင်းထိုးကမှရေတွေပြေးချိုးကြလေကြည့်လိုက်တော့ဟုတ်ပါသူတို့အိမ်ဘေးနဲ့လူကြရေပြေးချိုးတယ်ပထမခေါင်းလောင်းထိုးရေချိုးပြောချင်တာကဖယားနဲ့ပတ်သက်လာရှေ့ကြုံမရောက်ဘူး
ဖယားနဲ့ပတ်သက်လိုက်ကားလက်မှတ်ဖြတ်ထားရင်10နိုင်စီးမဲ့ကောက်9နိုင်ခွဲအရောက်တော့ဆိုတကယ်9နိုင်ခွဲအရောက်သွားတယ်10နိုင်တော့မထိုးသေးဘူးလေရင်လည်းအဲ့လိုပဲလေဘယ်နှစ်နာရီစီးမှာ17နာရီ10နိုင်လေရင်ခွဲအရောက်ဆိုသွားရတာပဲလေ17နာရီစမယ်နော်17နာရီမှအိမ်ကထွက်တယ်လူရှိလို့လားဒါပေမဲ့ဖယားကြတော့ဈေးစစ်တယ်10နာရီစမယ်ဆို10နာရီမှအိမ်ကထွက်လာနော်ကြိုထွက်လာတဲ့လူတော့ရှိပါတယ်ဒါပေမဲ့အများစုကဖယားနဲ့ပတ်သက်လိုက်ရှေ့ကြိုမရောက်ရှေ့ကြိုမရောက်အဲ့ဒါတွေကျွန်တော်တို့တွေ့ရတယ်ကိုယ်တိုင်လည်းခါကြိုက်ဖြစ်တယ်ဘုရားခင်ကျွန်တော်အများအားပြန်သွန်တယ်နေကားလမဝတ်ထိုင်းနေအဲ့လိုသွားလာဘုရားခင်ကျွန်တော်အများအားအဲ့လိုပြန်သွန်တယ်အော်ကိုတော့တောင်းပန်တယ်နောက်ကသမီးဝရိယထားပါမယ်ဘုရားကိုပြန်တောင်းပန်ရကိုလည်းတစ်ခါကြိုက်ဖြစ်တယ်နော်ဘာလို့ကျွန်မအဲ့လိုဖြစ်လဲဆိုငါသွားလဲပြန်ဆောက်ရတာနဲ့ဘာထူးလဲကျွန်မအဲ့လိုလာတာလေကိုသွားလဲပြန်ဆောက်ရတာပဲဆိုကိုအိမ်ကအချိန်ကွက်တိမှထွက်လိုက်တာအကျင့်ကပါသွားတယ်အမှန်တော့ကိုကလည်းအဲ့လိုမလုပ်ရဘူးလေအဲ့တော့ဘုရားကိုပြန်တောင်းပန်ရတယ်အဲ့တော့ဇက်ကဲဘုရားကိုဆံငတ်တဲ့ခါမှာကြိုရောက်တယ်ဒီနေ့ကျွန်တော်တို့ဘုရားကိုအချိန်ပေးခြင်းအချိန်ကိုကြိုဥပမာပေါ့ကျွန်တော်တို့မနေ့6နာရီသွားစရာရှိတယ်ဆိုရင်6နာရီထိုးခါနီးမှမထားနဲ့လေထားရဘယ်လိုလုပ်အချိန်ပေးမလဲမျက်နှာသေးသွားတိုက်အိမ်သားသွား breakfast စားဝတ်တီဖြစ်နေအဲ့တော့6နာရီသွားစရာရှိရဆိုရင်ကျွန်တော်တို့4နာရီခွဲတမမို့9နာရီလောက်ထား9နာရီလောက်ထားဖျားနဲ့ကောင်းကောင်းအချိန်ယူပြီးမှဒီနေ့ကျွန်တော်တို့သွားလို့ရပါပေါ့သွားစရာရှိတာ6နာရီထားတာက9နာရီခွဲလောက်ဆိုဘယ်ရမလဲဘယ်နဲ့အချိန်ယူလို့မရတော့ဘူးလေဒီနေ့ကျွန်တော်တို့တက်တာထဲမှာပေါ့နော်ရှေ့ကြိုရောက်ဖို့ပြောတာ17နာရီလောက်သွားစရာရှိတယ်ဆိုအရှိမကြိုလုပ်လို့ရတယ်ဖျားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဇက်ကဲကဖျားကိုသူဘယ်လောက်ထိဆန်ငတ်လဲဆိုအရှိကိုကြိုရောက်တယ်တဲ့နောက်တစ်ချက်ကျွန်တော်တို့ကြည့်ရခါမှာဘာတွေ့ရလဲဆိုတော့အဲ့ဒီအပိုင်ငယ်အဲ့ဒီ9-6မှာပေါ့နော်ထိုရက်တို့ယေရှုသူရောက်တော်မူသောအခါမျှော်ကြည့်ရထိုးသူမြင်တော်မူလင်ဇက်ကဲမြင်မြန်ဆင်းတော့တင်းအိမ်၌ယနေ့ငါတဲနေမျိုးမိန်တော်မူ၏ဇက်ကဲသည်အလင်းမြန်ဆင်း၍ဝမ်းမြောက်သောစိတ်နှင့်ကိုတော်မိမိအိမ်၌ဧည့်ခံလေဒီမှာဇက်ကဲလည်းဧည့်ခံပြန်ပြီခုနမာသသည်ယေရှုဧည့်ခံတယ်အခုဇက်ကဲဧည့်ခံတယ်ဇက်ကဲရဲ့ဧည့်ခံခြင်းနဲ့မာသရဲ့ဧည့်ခံခြင်းဘယ်လောက်ကွာခြားလဲဆိုတော့ဒီကျမ်းစာထဲမှာဖော်ပြထားတယ်အဲ့တော့ဇက်ကဲကိုမြင်တာနဲ့ယေရှုကဇက်ကဲကသူ့ကိုယ်သူ introduce မလုပ်ပါဘူးကျွန်တော်နာမည်ဇက်ကဲဖြစ်ပါတယ်ကျွန်တော်အခွန်ခံဖြစ်ပါတယ်ကိုတော့တွေ့ချလို့ဒီတစ်မှာခက်ဆောင်းနေ introduce မလုပ်ဘူးသူမမိတ်ဆက်ဒါမဲ့ဘသူဒီသူ့ကိုစာငတ်ပြီးတော့သူနဲ့ပတ်သက်လိုက်ဘယ်နာမှာစောင့်နေလဲဆိုတာကိုတော့သိတယ်နာမည်နဲ့တကွခေါ်တယ်ဇက်ကဲမြန်ဆင်းခဲ့သူ့နာမည်မမိတ်ဆက်ပဲနဲ့တွေ့တာနဲ့ဇက်ကဲမြန်ဆင်းခဲ့လို့ပြောတာဖြစ်တယ်တော့ဒီနေ့ကျမတို့ကိုလူတွေကနာမည်နဲ့တကွမသိရင်တော့မှဘသူဟာငါနဲ့ပတ်သက်လိုက်စိတ်အားထက်သန်လဲဆိုတာနာမည်နဲ့တကွသိရဖျားခဲ့ဖြစ်တယ်ဒါကြောင့်ဇက်ကဲရဲ့မြန်ဆင်းခဲ့ယနေ့မင်းအိမ်မှာငါတဲနေမယ်ဇက်ကဲပဲစိတ်ဝင်စားတာမဟုတ်ဘူးဇက်ကဲရဲ့မိသားစုပါစိတ်ဝင်စားတဲ့ဖျားခင်ဖြစ်တယ်ဒါကြောင့်ဇက်ကဲကိုမင်းကတွေ့ချင်တာအခုတဖန်းပင်မှာတွေ့ပြီလေပြီးပေါ့တဖန်းပင်မှာပဲပြီးသွားတဲ့ဖျားမဟုတ်ဘူးဇက်ကဲမိသားစုအိမ်ထိအချိန်လိုက်ပေးတဲ့ဖျားခင်ဖြစ်တယ်ဒီနေ့ကျမတို့တဦးတယောက်တည်းကိုပဲစိတ်ဝင်စားတာမဟုတ်ဘူးကျမတို့စိတ်ဝင်စားပြီဆိုကျမတို့ရဲ့ပတ်သက်တဲ့မိသားစု generation တွေပါစိတ်ဝင်စားတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဇက်ကဲအိမ်ကိုယေရှုကလိုက်သွားတယ်ဒါပေမဲ့ဇက်ကဲရဲ့အသက်တာထဲမှာခွန်အားယူစရာကဇက်ကဲသည်အလင်းများဆင်း၍ဝမ်းမြောက်သောစိတ်နဲ့ကိုတော်မိမိအိမ်၌ဧည့်ခံလေ၏တဲ့အဲ့ဒါပဲဝမ်းမြောက်သောစိတ်နဲ့သူ့အိမ်မှာဘုရားကိုနေရာပေးတာကျမတို့ကဝမ်းမြောက်သောစိတ်နဲ့လောက်တာခတ်ရှားရှားနော်တခါလေကြိုက်အချိန်ပေးရင်နေမဲလို့ငါပဲလို့နော်မိသားစုအချိန်ပေးရင်နော်အိုးဇလန်ပြီးမှနော်9နိုင်မှနော်10နိုင်မှနော်ရှိတယ်တခါအိမ်တန်ရောက်သွားတဲ့ခါမှာညဝတ်နဲ့ကျမသွားတိုးတော့ဆရာမရောက်တော့ညဝတ်ဥဆောင်ပြီးလိုက်အောင်ဆိုအဲ့နဲ့သူ့မိမကောင်းတယ်ဆရာမပဲခေါ်တယ်သူ့ယောက်ျားခေါ်တာမကောင်းတဲ့အဲ့နဲ့သူ့သားပါပြောဟုတ်တယ်အဘဟောရဲ့အမိုးကအများနဲ့အိပ်ပျော်သွားတယ်မိသားစုညဝတ်ပြီးရတဲ့အမိုးနှိုးနေရတယ်ဟဲ့အဲ့လိုလာရဲ့နော်ဆိုတော့တခါအဲ့ဒါသူ့ယောက်ျားပါပြောဟုတ်တယ်ဗျကျွန်တော်တခါလေကြိုက်စိတ်ပြက်တယ်သူတို့ကစိတ်မပါတပါးဆိုစိတ်ပြက်တယ်ဆိုတော့ဘာဖြစ်လဲမိသားစုဝင်မှာတော့မှဝမ်းမမြောက်ကြညှဉ်းဆူပြီးတော့နော်တခါကကျွန်တော်တို့အိမ်နောက်ကဦးလေးကြသူကဘာပြောလဲဆိုတော့ချုံးတယ်လည်းအမျိုးသိမ့်မကင်ဘူးနည်းနည်းတော့ဝေးတာပေါ့အဲ့နဲ့ဒီအိမ်နာဝတ်တွေအကြောင်းပြောတဲ့အခါမှာသူကဘာပြောလဲဆိုငါသားသမီးငယ်တော့ငါလည်းလုပ်တယ်တဲ့ငါမိန်းမနဲ့ငါနဲ့မနဲ့ဒါမဟုတ်လည်းညအိမ်နာဝတ်လုပ်တယ်တဲ့ဒါမဲ့တော့နောက်ဗာလဲအခုတော့မလုပ်တော့ဘူးတဲ့ဘာဖြစ်လို့လဲဦးလေးလို့ကြောမေးခါမှာငါတို့အဲ့နေမှာကလေးတွေကအိမ်နေတယ်ပေါ့နော်ကဲငါတို့လင်မယားနောက်ပဲကဲလာဆူတောင်းကြမယ်
ဆူတောင်းတယ်ကျွန်တော်ဥဆောင်လိုက်တယ်နော်သူကအသင်းတော်မှာတင်းထောက်ကိုဥဆောင်လိုက်တယ်ဥဆောင်ပြီးတော့မနော်ဆုလဲတောင်းပြီးတော့အာမင်လို့ထူပြီလေသူ့မိမအာမင်တမ်းမကြောက်ဘူးလေဟင်အာမင်လည်းမထူအိပ်ပြောလားအိပ်လည်းမပြောပါဘူးပေါ့နော်ပြန်တောင်းမယ်ပြန်တောင်းတယ်တဲ့တခါပြန်တောင်းတယ်ပြီးတော့အာမင်ကျွန်တော်လုပ်တယ်သူအာမင်အတမ်းမထောက်ဘူးလေအားနဲ့ကျွန်တော်အရန်စိတ်တော့နင်းအာမင်ထူဖို့တော့ဒီလောက်ပြင်းလို့ဆိုပါရိုက်ပလိုက်တာတဲ့ပါရိုက်ပဲနောက်ခါကျွန်တော်တခါမှအိမ်တော်ဝင်မလုပ်တော့ဦးလေးအဲ့တကယ်လားဆိုအဲ့အတော်သွားမိတော့ဟုတ်တယ်ငါစိတ်ထဲကပဲထူတာလေပါဇက်ကမှမထွက်တာဒုက္ခနော်ပါဇက်ကမထွက်လာတော့လေစိတ်ကမရှိဘူးနဲ့တူတယ်အဲ့ဦးလေးကလေနော်ငါပါရိုက်ပလိုက်တာအဲ့ကလေးဆိုင်ငါအိမ်တော်ဟာနော်ဒီကနေ့တချို့တွေကအိမ်တော်ဝတ်တာလုပ်နေတာဝန်ဝတ်တရားနဲ့လောက်ပြီးတော့မပါလိုက်စိတ်ကမရှိဘူးလက်တရားပါသွားနော်ကျမတခါမှမကြောက်ဘူးဒီဦးလေးတယောက်ပဲကြောက်ဘူးတာဖြစ်တယ်ဒါမှသူကိုယ်တိုင်ပြောလို့နော်သူကိုယ်တိုင်ပြောလို့ဟာဒါမျိုးတခါမှမကြောက်ဘူးဦးလေးရဲ့အာမင်မထူလို့ပါရိုက်တာဦးလေးတခါဦးလေးမှပဲကျမကြောက်ဘူးတယ်နော်တချို့ကလည်းဟုတ်တယ်ဒီလိုလေးပဲပေါ့စိတ်ထဲပဲထူလိုက်တယ်နဲ့တို့ပါစက်မထွက်ဘူးနဲ့နှစ်ယောက်တည်းဆိုတော့တိတာတာပေါ့အများကြီးဆိုမတိတာဘူးလေနှစ်ယောက်တည်းဆို तू ဆုတောင်းတာပဲ तू ဒီလိုဆုတောင်းတာပဲမကြည်မဖြူနဲ့များမထူးချင်တာလား तू စိတ်ထဲမှာထင်သွားရတဲ့တူတယ်နော်အခုကြတော့လဲတင်းထောက်လည်းမလုပ်တော့ပါဘူး तू လည်းဖြစ်တယ်လို့ပဲအသက်ရှင်တော့တယ်ဒီဦးလေးလဲဟော तू ကကြည့်နေနော်သူကြည့်တာဒီလိုပဲအသက်ရှင်တော့ဖြစ်တယ်လို့အသက်ရှင်တော့ဒီကိုကြည့်မုံမလင်းသေးကျမတို့ထားပြီဆိုတော့ရွာရုပ်ကိုပေါက်သွားပြီနည်းနည်းလေးကစ်ပြီးသွားပြီအဲ့လိုဖြစ်သွားပြီဒီဦးလေးကအခုနော်အဲ့တော့ဦးလေးခရစ်တော်ပြလာချိန်နှီးပြီနော်ဆိုပြုံးပြုံးလေးပဲသူနေတယ်နော်ဒီတခါကြကျမတို့တက်တာထဲမှာဝမ်းမြောက်သောစိတ်လို့တဲ့ဖျားနဲ့အချိန်ယူတဲ့ခါမှာလဲဝမ်းမြောက်သောစိတ်နဲ့လို့တယ်တခါကြဖျားနဲ့အချိန်ယူတော့ဝမ်းမမြောက်နိုင်ဘူးဟိုကိစ္စတွေးဒီကိစ္စတွေးဝမ်းမမြောက်နိုင်ဘူးဝမ်းမြောက်ခြင်းရဲ့အရှင်ဖျားနဲ့လာအချိန်ယူတာကိုယ်တည်းဝမ်းမမြောက်နိုင်ဘူးဇက်ကဲဝမ်းမြောက်သောစိတ်နဲ့သူ့အိမ်မှာဖျားနေရပေးတာဒီနေ့ကျမတို့ဖျားကိုအချိန်ပေးနေရပေးဝမ်းမြောက်သောစိတ်ပါရတာဖြစ်တယ်ကျမတို့ကဖြစ်တယ်လို့လည်းမဟုတ်ဘူးတာမကန်ရှာကလည်းမဟုတ်ဘူးတကယ်လိုက်လဲပေါ့နော်အဲ့တော့အဲ့လိုအချိန်ပေးတဲ့အခါမှာကိုတော်သူ့အိမ်မှာဧည့်ခံတယ်နော်အဲ့တော့ဇက်ကဲသူ့အိမ်မှာဧည့်ခံတယ်နောက်တစ်ချက်ဘာတွေ့ရလဲဆိုတော့အပိုက်ငယ်ရှစ်မှာပြန်တွေ့တဲ့အခါမှာဇက်ကဲတီလဲတဲ့ရက်နေသခင်ကျွန်ုပ်ဥစ္စာတစ်ဝက်ကိုဆင်းရဲသောသူတို့ကပေးပါ၏တစုံတယောက်သောသူဥစ္စာအနှဲငယ်ကိုကျွန်ုပ်ယူမိလင်လေးဆပြ၍ပေးပါ၏သခင်ဖျားကိုရှောက်ဆို၏တွေ့ရနော်ယေရှုခရစ်တော်နဲ့သူ့ရဲ့အိမ်မှာနေရာပေးအောင်မကအချိန်ပါပေးလိုက်တာဖြစ်တယ်မာသကအဲ့တော့ခံတယ်မာသရဲ့အဲ့ခံခြင်းကနေရာပဲပေးတာအချိန်မပေးဘူးဇက်ကဲရဲ့အဲ့ခံခြင်းကနေရာလဲပေးတယ်အချိန်လဲပေးတယ်အချိန်ပေးတဲ့အခါမှာဇက်ကဲပထမတစ်ချက်ကောင်းကြီးမင်္ဂလာမြင်ရတဲ့ကောင်းကြီးမင်္ဂလာသူ့အိမ်မှာလုပ်ငန်းမှာကောင်းကြီးတိုးသွားတာမဟုတ်ဘူးပထမတစ်ချက်သူ့အသက်တာပြောင်းလဲတာဖြစ်တယ်သူအရင်တုန်းကလိုချင်စိတ်ပဲရှိတဲ့သူဖြစ်တယ်ဒီတစ်ခေါက်တော့နည်းနည်းလေးယူထားတော့လေးစားပြန်ပေးမယ်ဆိုတာဒါကအရင်တုန်းကလိုချင်တဲ့သူကအခုကပေးကမ်းတတ်တဲ့သူဖြစ်လာတယ်ဖျားနဲ့အချိန်ယူတဲ့အခါမှာပေးပါဆိုတဲ့အသက်တာကနေဒီနေ့ပေးတတ်တဲ့အသက်တာဖြစ်သွားတာကိုကျွန်တော်တွေ့ရတယ်လေးစားပြောင်းလဲသွားတယ်ဇက်ကဲရဲ့အသက်တာအထဲမှာကိုတော်ကိုစာငတ်တယ်ကိုတော်ကိုသူ့အိမ်မှာနေရလဲပေးတဲ့အချိန်လဲပေးတဲ့အခါမှာဒီကနေ့သူဒီမပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တယ်လူတကာရဲ့ချင်ဘက်ဖြစ်တယ်လူတကာကဘာဖြစ်လဲအကောင်းပြောခံရတဲ့လူတော့မဟုတ်ဘူးသို့တော်လဲခရစ်တော်ကိုနေရာပေးပြီးအချိန်ပေးလိုက်တဲ့အခါမှာသူ့ကိုဝေဖန်နေတဲ့သူတွေမပြောင်းလဲသေးတဲ့အခြေအနေမျိုးသူပြောင်းလဲသွားပြီလေးစားနော်နည်းနည်းလေးယူတာလေးစားဆိုတော့ဖျားလုံးမရတာဖြစ်တယ်ဒီကနေ့လူတွေကထွက်ရင်သာနည်းနည်းလေးထွက်တာဝင်အများကြီးဝင်ကျင်တာဖြစ်တယ်ကိုရောင်းတဲ့အသီးနှံဆိုဈေးကောင်းကောင်းရချင်တယ်သူများရောင်းတဲ့အသီးနှံဆိုဈေးနိုင်ချင်တယ်လူတွေရဲ့သဘာဝပဲကိုစိုက်ပြိုးတဲ့အသီးနှံဈေးကောင်းဝမ်းသာသလားမမေးနဲ့သူများစိုက်ပြိုးတဲ့အသီးနှံဈေးပေါ်ပေါ်ရဝမ်းသာသလားမမေးနဲ့ပြောင်းပြန်နေနော်ဒီနေ့ကျမတို့ရဲ့အဲ့ဒါကျမတို့ရဲ့စိတ်သဘောထားတယ်ဒီနေ့ဇက်ကဲရဲ့အသက်တာကပြောင်းသွားပြီလိုချင်တဲ့အသက်တာကနေပေးချင်တဲ့အသက်တာဖြစ်သွားတာအဲ့ဒါကဖျားနဲ့အချိန်ယူခြင်းဒီနေ့တခါလေကျကျမတို့အသက်တာအဲမှာကိုဘာသာကိုမပြုတ်ပြင်နိုင်တဲ့တချို့အကျင့်တွေရှိတယ်အဲ့ဒါကိုဖျားကိုများများအချိန်ပေးလိုက်ဖျားလုပ်ပေးလိမ့်မယ်ဖျားကိုနေရာပေးပြီးအချိန်ပေးတဲ့အခါမှာအသက်တာကြီးပြောင်းလဲလာလိမ့်မယ်အသက်တာပြောင်းလဲလာရင်ကိုယ့်ထဲဝင်လာတဲ့ကောင်းကြီးကစီးစိမ်နေဖြစ်တယ်အသက်တာမပြောင်းလဲဘဲနဲ့ခံစားတဲ့ကောင်းကြီးကကောင်းကြီးပဲဖြစ်တယ်စီးစိမ်မဖြစ်ဘူးအဲ့တော့တုတ်တန်30ထဲမှာဖျားပေးတဲ့ကောင်းကြီးရတဲ့စီးစိမ်ဖြစ်တယ်ဝမ်းနေခြင်းမရောဘူးတဲ့
ကျမတို့ကကောင်းကြီးပဲလိုချင်ရတာမဟုတ်စီးစိမ်ဖြစ်တဲ့ကောင်းကြီးကိုကြိုက်ရတာဖြစ်တယ်တချို့ကကောင်းကြီးဆိုပြီးတော့စီးစိမ်ဖြစ်မဖြစ်နော်ဇက်ကဲရဲ့အတ္တထဲမှာအရင်တော့ကောင်းကြီးရှံထွက်တဲ့သူဖြစ်တယ်ဒါမဲ့ဒီကနေ့ခရစ်တော်၌ပြောင်းလဲသွားတဲ့အခါမှာစီးစိမ်ရှိတဲ့အတ္တဖြစ်သွားတာဖြစ်တယ်ပမာဏထက်စီးစိမ်ဖြစ်ဖို့အရေးကြီးတယ်ကျမတို့ခံစားတဲ့ကောင်းကြီးပမာဏကိုမကြည့်နဲ့စီးစိမ်ဖြစ်လားမဖြစ်လားပဲကြည့်ရမှာဖြစ်တယ်ပမာဏကြည့်ပြီးစီးစိမ်မဖြစ်ရင်ဘာလုပ်မလဲတချို့တွေကောင်းကြီးတွေဝင်လာတယ်စီးစိမ်မဖြစ်ဘူးဝမ်းနေခြင်းတွေရောနော်ဇက်ကဲရဲ့တတ္တာကအရင်တော့ကသူ့ရဲ့ယာရုနဲ့သူ့ရဲ့အလုံးနဲ့သူရှာနိုင်တဲ့အရာအလုံးကောင်းကြီးပဲဖြစ်တာစီးစိမ်မဖြစ်ဘူးသူဝမ်းမမြောက်နိုင်ခဲ့ပါဘူးဒါပေမဲ့ဒီနေ့ကိုရောကိုအချိန်ပေးလိုက်တဲ့အခါမှာဇက်ကဲရသမျှအရာအလုံးပမာဏနဲကောင်းနဲလိမ့်မယ်ဒါပေမဲ့စီးစိမ်ဖြစ်တယ်ဇက်ကဲတတ္တာပြောင်းလဲသွားတယ်ဒီကနေ့ဘုရားသခင်လိုချင်တာကသူ့သားသမီးတွေဘာကောင်းကြီးတိုးလာလဲဆိုတော့ဘုရားကအဲ့ဒါစိတ်ဝင်စားမှုကောင်းကြီးကသူပေးတာဘုရားကစိတ်ဝင်စားတာကဒီနေ့ကျမတို့ဘယ်ကာဏပြောင်းလဲပြီလဲဘယ်အတ္တကချိန်ပြီလဲဘယ်အတ္တမချိန်သေးဘူးလားအဲ့ဒါစိတ်ဝင်စားတာဖြစ်တယ်နောက်ဆုံးသောကာလရောက်လေခဲဆိုသောကာလရောက်လေလူတွေကဒီနေ့အပြောအဆိုတွေကြမ်းလာလေစိတ်ဓာတ်တွေကြမ်းလာလေကျမတို့တွေဟာအတ္တတာပြီးပြောင်းလဲဖို့အတွက်ပြောင်းလဲစင်တဲ့ဘုရားနဲ့အချိန်များယူဖို့ဖြစ်တယ်နော်ဒီနေ့ကျမတို့တွေဖုန်းကြည့်တဲ့အခါမှာသတင်းကြည့်တာခက်များနှုတ်ကပတ်တော်ကြည့်တာခက်နေနေပဲနော်ဟာတာလေးတွေကြည့်မယ်နော်ပြီးကျမတို့အခုဆိုသတင်းလေးတွေကြည့်မယ်နှုတ်ကပတ်တော်ကြည့်တာခက်နေနေပဲအစကြည့်ပြီးအဆုံးတစ်ခါလဲဆွဲထားလိုက်တာပဲနော်ပြောချင်တာကကျုပ်ဖျားနဲ့ကောင်းကောင်းချင်ကိုယ်တိုင်လည်းနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာပြီးအောင်ပဲမဖတ်ရဘူးနားလေပြီးပြောင်းလဲဖို့ဖတ်ရမှာဖြစ်တယ်ဒါကြောင့်ကျမတူမတို့နေ့တိုင်းအကျင့်လုပ်ပေးတယ်နေ့တိုင်းနှုတ်ကပတ်တော်ဖတ်ခိုင်းတယ်ဘာခွန်အားရလဲမေးခိုင်းတယ်ဒီမနေ့တူလေးတယောက်နော်10နှစ်ပေါ့သူက17နှစ်တူလေးတယောက်ကျစားဖတ်ပြီးပြီလားဖတ်ပြီးပြီအန်တီကဲနင်ဘာသွန်သင်ချက်ရလဲဥတုခုအကြောင်းခွန်အားရတယ်ဘာတော့ဥတုခုကဘာဖြစ်တာလဲဥတုခုကပေါ်လူတရားဟောတဲ့ခါမှာလေတဲ့သုံးထပ်ပေါ်ကနေပြုတ်ကြပြီးတည်သွားနင်ကအဲ့ဒါခွန်အားရနေဟဟလားကျမသူ့ကိုနောက်တာပေါ့နော်နင်ကလေအဲ့ဒီတရားဟောတာအိမ်ငိုက်တာခွန်အားရပါပေါ့ဟုတ်ပါဘူးသူပြန်သက်တာပြီးအသက်ရှင်တာကိုခွန်အားရတာတဲ့နော်သူနားလဲတလောက်ပေါ့17နှစ်သားနားလဲတလောက်ပေါ့နော်အဲ့တော့ကျမသူ့ပြောပြတယ်အန်တီရဲ့တဲ့ तू ကလဲတဲ့ဘာဖြစ်လို့အဲ့ဒီဘာလဲအပေါက်နားမှာသွားထိုင်ရတာလေဩ तू လဲပူလို့နေပါဘောဗရင်ပေါက်နားမှာထိုင်ရင်းနဲ့ဒါကြောင့်ပြောတာတမာတရားဝင်ရတဲ့အချိန်မှာစိတ်ဝင်စားစာတန်းနေတို့ဗရင်ပေါက်နေဆွဲချနိုင်တယ်သဘောပေါက်ကျမသူတို့အဲ့လိုပြောပြလိုက်တယ်ဒါကြောင့်မို့တစ်ခါကျဖရားရဲ့နှုတ်ကပတ်တော်နားထောင်ရင်းနဲ့ငါတို့လေစာတန်းကလေတေအောင်လဲလုံနိုင်တယ်ပြီးတဲ့ခါမှာငါတို့ဒုက္ခလဲပေးနိုင်တယ်နော်ကျမသူတို့ပြန်ရှင်းပြတာပေါ့ဖရားနှုတ်ကပတ်တော်ကိုစိတ်ဝင်စားတဲ့ခါမှာစာတန်းကိုဆွဲချလို့ရတဲ့နားမှာမထိုင်နဲ့ကျမသူပြောကိုစကားတားပြောတဲ့လူနားမှာသွားမထိုင်နဲ့တခါကျကိုကဖះเจ้าသွားတယ်စကားတားပြောတဲ့လူကသွားထိုင်ပြီးတော့ဟိုမှတရားဟော तू ကဘာလာပြောနေမှမသိဘူးရှိတယ်နော်တရားဟောပြီးမှပြောပါလားအပြောနေရဟိုမှတရားဟော तू ကလေဒီနေ့အပြောနားမထောင်လဲတစ်မျိုးနားထောင်လဲတစ်မျိုးကျမပြောပြတယ်ဖះเจ้าရောက်ရင်စကားပြောရအောင်ဖះရှိခိုးတဲ့အချိန်လေးမှာအာယုံဆိုင်အရေးကြီးလို့ပြောကြရှင်တော့တစ်မျိုးပေါ့ကျမဒီလိုပဲပြောတယ်အဲ့တော့ဒီနေ့ဖះနှုတ်ကတော့နားထောင်တဲ့ခါမှာနေရာယူမမှားဖို့ပေါ့ကျမသူ့ကိုနားလည်အောင်ဒီလိုပဲပြောလိုက်တယ်ကိုနဲ့ဘုရားကျောင်းတက်တဲ့ခါမှာကိုနားမှာစကားတားပြောမဲ့လူစားသူနားမှာထိုင်တဲ့အခြားခုံမှာရွှေ့ထိုင်လိုက်ဘုရားကျောင်းတက်တဲ့ခါမှာတရားဒေသနာတဲ့ခါမှာအပေါက်ဝမှာထိုင်ဟိုကြည့်ဒီကြည့်အဲ့ဒါအာယုံများတယ်အပေါက်ဝနားမထိုင်နဲ့တချို့ကဗရင်ပေါက်နားထိုင်ပြီးတရားဟောတာမကြည့်ဘူးကားသွားကားကြည့်ဆိုင်ကယ်သွားဆိုင်ကယ်ကြည့်ခွေးသွားခွေးကြည့်နွားသွားနွားကြည့်နော်ကလေးသွားကလေးကြည့်တရားဟောတာဘာမှလည်းမသိဗရင်ပေါက်နားထိုင်ပြီးတော့ကျမသူတို့ရှင်းပြပေါ့ဗရင်ပေါက်နားထိုင်တရားဒေသနာမှာအာယုံမဆိုင်အဲ့လိုပဲစိုးကျိုးရှိတတ်တယ်ကျမတို့ပြန်ရှင်းပြတယ်ဟုတ်ကဲ့နော်အဲ့တော့ဒီကျမတို့အတ္တတာထဲမှာဖခင်နေတိုင်းစကားပြောနေပါတယ်ဖခင်နဲ့အချိန်ကောင်းကောင်းယူရမယ်အချိန်ယူဖို့လည်းဖခင်ကအလိုရှိရပါနော်အဲ့တော့ဇက်ကဲအတ္တတာပြောင်းလဲလာတယ်ဖခင်နဲ့အချိန်ယူတဲ့ခါပြောင်းလဲမာတဖခင်ကိုနေရာတော့ပေးတယ်ဧခံတယ်ဒီမှာလဲဧခံဆိုတဲ့စကားလုံးသုံးတယ်မာတတီလည်းမိမိအိမ်နဲ့ကိုတော်ဧခံတယ်လို့သုံးတယ်ဇက်ကဲလည်းဧခံတယ်လို့သုံးတယ်ဇက်ကဲရဲ့ဧခံခြင်းနဲ့မာတဧခံခြင်းအရန်ကွာပါတယ်ဇက်ကဲရဲ့ဧခံခြင်းအချိန်ပါပေးတာနေရာပေးအောင်တမကောင်းအချိန်ပါပေးတာမာတကတော့နေရာပဲပေးတယ်အချိန်မပေးဘူးဒါကြောင့်မို့ကောင်းတဲ့အလုပ်ကိုလုပ်ပေးမဲ့ပူပန်တော့ကတွေကသူ့လွှမ်းမိုးနေတာဖြစ်တယ်ဒီနေ့ကျမတို့အတ္တထဲမှာဖျားကိုနေရာပေးအောင်မကအချိန်ပါပေးတတ်မယ်ဆိုရင်ကျမတို့အတ္တလည်းပြောင်းလဲလာမယ်လောက်ဆောင်ချက်တိုင်းမှာလည်းပဲဘာဖြစ်လဲဝမ်းမြောက်ခြင်းကိုခံစားမှာဖြစ်တယ်ကိုနဲ့အတူရှိနေတဲ့လူညှို့ဆူဆရာချင်းသဘောတွေဝင်လာရင်နှုတ်ကပတ်တော်ကပဲအဲ့ဒါကိုပြန်ပြီးတော့ဖျက်ပြီးမှာဖြစ်တယ်အဲ့တော့ဇက်ကဲရဲ့အတ္တထဲမှာလေးစားပြောင်းလဲသွားတယ်ငါဘုရားကဘာပြောလဲဆိုတော့ဣ
ဤသူသည်တဲ့အာဗြဟိသားဖြစ်တည်တဲ့အလျောက်ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည်ဤအိမ်ပေါ်မှာတက်ရောက်ပါစေဇက်ကဲသူ့အိမ်မှာဖျောင်းနေရာပေးအချိန်ပေးချက်နဲ့သူ့အိမ်မှာကောင်းကြီးဖြစ်သွားတော့ကျွန်တော်တွေ့ရတယ်ကိုဒီမိမိအိမ်မှာဖျားကိုတကယ်နေရာပေးအချိန်ပေးကိုအဖြစ်ကိုမိသားစုကိုအိမ်ကောင်းကြီးဖြစ်တာကိုကျွန်တော်တွေ့ရတယ်နော်ဒီနေ့ကျမတို့ကကြံတဲ့မိသားစုစိတ်ဝင်စားသူတို့စိတ်ဝင်စားမဲ့သူငါတယောက်တည်းတော့အဲ့ဒါစိတ်တက်ကြဖို့မဟုတ်ငါတယောက်တည်းဖြစ်လဲငါတယောက်တည်းပါဖြစ်လေနော်ဒီနေ့ဇက်ကဲတယောက်တော့သူအဖြစ်ဇက်ကဲရဲ့အိမ်မှာဖျားကောင်းကြီးဖြစ်လာပထမတော့ဇက်ကဲကိုဖျားတွေ့တဲ့အခါမှာဇက်ကဲမြင်မြန်ဆင်းခဲ့လို့ပြောပါတယ်ဇက်ကဲဒီယေရှုကိုတွေ့ကြလို့ယေရှုစိတ်ဝင်စားလို့တင်မောတဖန်းပင်တက်တယ်ဒါပေမဲ့တင်မောတဖန်းပင်အောက်ကိုယေရှုရောက်တဲ့အခါမှာဇက်ကဲမြင်မြန်ဆင်းခဲ့လို့ပြောတဲ့စကားလုံးကလည်းအရေးကြီးတယ်ဒီနေ့ကျမတို့ဖျားနဲ့အချိန်ပေးဖို့ကရှိတဲ့နေရာကနေဆင်းလာဖို့တော့လိုတယ်တဖန်းပင်ဘောကမဆင်းမဟုတ်ကဲ့ကိုတော့ဒီလိုမျိုးလားပုံစားဒီလိုဒီဇိုင်းရပြီအဲ့လိုမျိုးပဲမဟုတ်ဘူးနော်ဇက်ကဲရှိတဲ့တဖန်းပင်ကနေဖျားဆင်းခိုင်းတယ်ဒီနေ့ကျမတို့အသက်တာမှာလဲကိုတော်နဲ့အချိန်ယူမှဆိုရင်ကိုရှိတဲ့နေရာကနေဆင်းလာရတယ်အလုံးရှုံနေလားအလုံးကနေဆင်းနော်ပြဿနာရှိလားပြဿနာကနေဆင်းဒီနေ့ကျမတို့အသက်တာထဲမှာကိုရှိတဲ့မာမာနတွေကနေဆင်းအဲ့လိုဆင်းရမှာဖြစ်တယ်အဲ့တော့ဇက်ကဲကိုဆင်းလာပြီးတော့ကိုတော့အချိန်ပေးတယ်ဒါဒီနေ့ကျမတို့ဖះကိုအချိန်ပေးတဲ့အခါမှာလဲကိုရှိတဲ့နေရာကနေဖះကိုအချိန်ပေးတတ်ဖို့လိုတယ်နော်ကျမပြီးခဲ့တဲ့လာတော့ညောင်လေးပဲခီးစင်သွားတော့အန်ဒီတယောက်အမတယောက်တက်တည်ခံတယ်တနင်္ဂနွေနေ့မှာသူဘာတက်တည်ခံလဲဆိုတော့ဒီကနေ့ဖះခင်နဲ့သူ့ဘလောက်ချစ်လဲဖះခင်ကိုဘလောက်အားနာစရာကောင်းလဲဆိုတာသူဒီနေ့အသက်တပံခံစားရတယ်တဲ့ဘာကြောင့်လဲဆိုတော့ဖះကပြောတယ်ငါသမီးတဲ့ငါဟာတဲ့မင်းအိတ်နေတဲ့ချိန်မှာပဲမင်းကငါဂရုစိုက်ညာတော့တဲ့ဒါမဲ့တဲ့မင်းတို့ကငါ့အချိန်ပေးရင်တဲ့မင်းတို့ရဲ့ပိုတဲ့အချိန်ပဲပေးတယ်တဲ့မင်းအိတ်ကောင်းတဲ့ထဲကနေလည်းငါ့အချိန်ပေးပါအောင်တဲ့စားကောင်းနေတဲ့ထဲကနေလည်းအချိန်ပေးပါအောင်တဲ့ဟာစားကောင်းတယ်ကွာနောက်မှပဲဆူတောင်းလိုက်မယ်အဲ့လိုမျိုးဟာအိတ်ကောင်းတယ်ကွာနောက်မှပဲအချိန်ယူတော့မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တဲ့မင်းအလောက်ကောင်းနေတဲ့အချိန်တွေကလည်းငါ့ကိုပေးပါအောင်တဲ့မင်းအရန်စားမိန်တဲ့ထဲကနေလည်းငါ့ကိုပေးပါအောင်တဲ့မင်းအရန်အိတ်ကောင်းတဲ့အချိန်တွေကနေလည်းငါ့ကိုပေးပါအောင်တဲ့ငါ့ကိုအချိန်ပေးပါအောင်တဲ့ကျမတို့ကတဲ့အလောက်ပြီးမှဖះနဲ့အချိန်ယူလိုက်တယ်ပြီးစီပြီကလေးလေးအိတ်ပြီအဲ့လိုမျိုးတဲ့နော်ကျမတို့ကစားကောင်းပြီနော်နောက်မှဘိုက်တာအစားတယ်ဘာနဲ့စားကိုရင်းကလည်းကောင်းနေရပဲဆိုပြီးတော့အဲ့အစားဦးစားပေးခဏနေမှဖះနဲ့အချိန်ယူလိုက်တယ်နော်တခါလေကျကျမလည်းဖြစ်တယ်ဘိုက်တာစားလို့ခွိုက်တိုင်းမြူခင်စားလိုက်မိတယ်ဆိုဖះတောင်းမှနဲ့ကိုရောရဲ့အားနာတယ်ကိုရောနဲ့အချိန်အရင်မြူပဲနဲ့ဒီနေ့လောကခန္ဓာနဲ့ဆိုင်တဲ့အရင်စားမိတဲ့အတွက်ကိုရောအားနာတယ်နော်ကျမဖះကိုပြောတယ်ကျမတကယ်အားနာတယ်ဖះကိုနော်ကိုကျွေးမွေးနေတဲ့ဖះကိုတော့အရင်အချိန်မပေးဘဲနဲ့ဒီအစားကိုအရင်အချိန်ပေးပြတဲ့အခါမှာတခါအရန်အားနာတယ်ဖះသခင်ဖះကိုကျမအားနာတယ်နော်ပြောတယ်ဒါကြောင့်တခါကျအရန်အိတ်ကောင်းတဲ့ချိန်ကိုတော့နှိုးရင်တိတ်တော့မထကြုံဒါမဲ့ငါအရန်အိတ်ကောင်းတဲ့ချိန်ငါ့ကိုဖះကငါသူနဲ့အချိန်ယူဖို့ပြောနေပါလားအချိန်ထယူလိုက်တယ်ပြီးရင်မိုးမလင်းသိရင်ပြန်အိတ်လိုက်တယ်ပြီးရောအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့အမကလည်းအဲ့လိုတက်တည်ခံတဲ့အခါမှာသူလဲနားလဲလာပြီပဲဒီနေ့ကျမတို့ဖះကအချိန်ပေးတဲ့အခါမှာကျမတို့အစားအရန်ကောင်းတဲ့အချိန်မှာတောင်းတတ်တယ်ကျမတို့အရန်အိတ်ကောင်းတဲ့အချိန်ကိုလည်းပေးတတ်ရတယ်ကျမတို့အရန်နဲ့အလုပ်တွေကောင်းတဲ့အချိန်ကိုလည်းပေးတတ်ရတယ်နော်ဒီနေ့ကျမတို့ကဒီနေ့အလုပ်ပိတ်လို့လေရောက်လာတာအဲ့ဒါအလုပ်ပိတ်လို့ရောက်လာတာနော်ဒီနေ့လေဆိုင်ပိတ်လို့ရောက်လာတာအဲ့ဒါဆိုင်ပိတ်လို့ရောက်လာတာနော်ဒီနေ့ကျမတို့တွေကပြီးမှကိုလှုပ်ရှားရှိတာပြီးမှဖះအချိန်ပေးရဒါပေမဲ့ကိုအတွက်အကောင်းဆုံးဖြစ်နေတဲ့အချိန်ကိုမပေးကြဘူးပေါ့နော်အဲ့ဒါတွေလည်းနားလည်ရတယ်။ဒါ့ဒီနေ့ကျမတို့ဖះကိုယေရှုပြုဖះကိုအချိန်ပေးရင်မိသားစုပါဖះယေရှုပြုရဲဆိုတာနားလည်ရတယ်။နောက်အပိုက်ငယ်7ကိုကြည့်10ကိုကြည့်တဲ့အခါမှာလူသားဒီရဲ့ပျောက်တော်သူတို့ရှာ၍ကဲတဲ့အံ့သောငါကြွလာသူဇက်ကဲကိုမိန်တော်မူ၏တဲ့။အဲ့ဒီအပိုက်ငယ်10ကပါလဲဆိုတော့ဇက်ကဲကိုဖះသခင်ကသူ့ရဲ့ရည်ရွယ်ချက်ကိုပြောပြလိုက်တာဖြစ်တယ်။ဒီနေ့ကျမတို့ဖះဘာလုပ်မလဲ။ဖះလုပ်မဲ့ရည်ရွယ်ချက်ဖះရဲ့ရည်ရွယ်ချက်ကိုဖွင့်ပြခြင်းခံရတဲ့ဖះသားသမီးဖြစ်ဖို့လိုတယ်။ဖះနဲ့အချိန်မယူရင်ဖះအခုကျွန်တော်မြန်မာနိုင်ငံအတွက်ဖះဘာကြောက်လို့လဲဖះနဲ့အချိန်ယူတဲ့လူသိတယ်။ဖះနဲ့အချိန်မယူရင်ကျွန်တော်တို့လို့ပဲ။နောက်ထပ်ဘာလုပ်အောင်မလဲ။ဖះကသူ့လုံးမဲ့အရာသူ့ရည်ရွယ်ချက်ကိုသူနဲ့ကောင်းကောင်းအချိန်ယူတဲ့လူပြောပြတယ်။ဇက်ကဲကိုလည်းဖះသူ့ရည်ရွယ်ချက်ပြောပြတယ်။ငါလောကကိုလာတာဒီရည်ရွယ်ချက်ပဲ။ဖះနဲ့အချိန်မယူတော့ဇက်ကဲကယေရှုရဲ့ရည်ရွယ်ချက်ကိုမသိဘူး။ဒီနေ့ခရစ်တော်ရဲ့ရည်ရွယ်ချက်ကိုမသိဘူး
ဘုရားသခင်ဘာလုပ်နေလဲမသိဘူးအခုချိန်ဘုရားဘာလုပ်နေရလဲနောက်ပြီးဘုရားဘာလုပ်အောင်မလဲဒီနေ့ဘုရားကသူနဲ့အချိန်ကောင်းကောင်းယူတဲ့လူကိုပြောပြနေအဲ့ဒါမဟာအခွင့်အရေးပဲတခါခါကျလူတော်မှဘသူမှမပြောပြအကြံစီကိုပြောပြဝမ်းသာတယ်။အော် तू ကဘသူမှတော့မပြောပြငါ့ကိုခင်လုံးလို့ပြောပြတာဟဲ့။စိတ်ထဲမှာကြိတ်ပြီးဝမ်းသာလူကတော့မှ तू ကြာစီထားတဲ့အကြံဘသူမှမပြောချင်တဲ့အကြံစီတော့မှကိုယ်လာပြောဘလောက်ဝမ်းသာလဲဘလောက်ပီတိဖြစ်လဲ။ဒါဆိုအမြင့်ဆုံးသောဘုရားကေထာဝရဘုရားကသူ့ရည်ရွယ်ချက်ကိုပြောပြဘလောက်ကျေနပ်စရာကောင်းလဲ။ဒါဘုရားရဲ့မျက်နှာသာလို့ခေါ်တယ်။ဘုရားမျက်နှာသာမရှိဘုရားဘာလုပ်လဲဆိုတော့မသိရဘူး။ဒီနေ့ကျွန်တော်တို့ဘုရားနဲ့ကောင်းကောင်းအခြေယူဖျားဘာလုပ်နေလဲဖျားဘာလုပ်အောင်မလဲဆိုပြောပြမှာဖြစ်တယ်ဖျားဖွင့်ပြမှာဖြစ်တယ်ဒါဆိုကျမတို့ကဖျားဘာလုပ်နေတာစသိရင်ဘလို့နေရမလဲဆိုကွာတမ်းပြီးသိသွားရင်ပဲဘာလုပ်အောင်မလဲသိရင်ဘာပြင်ဆင်ထားမဆိုသိပြီးသားပဲเนาะဒီကနေ့ကျမတို့တတ်တာထဲမှာဖျားကိုနေရာပေးထားပြီးတော့ဖျားနဲ့အခြေယူမှုနေတဲ့အခါမှာဒီနေ့တောကတွေထဲမှာအလူလည်းဖြစ်တယ်စိုးရင်စရာတွေကကိုယ်အနိုင်ယူပြီးတော့ဖျားတောင်ပျောက်သွားကြပြီเนาะတချို့တွေကပြောတယ်သူဖះဆူတောင်းတာတဲ့ပါဇက်ညောင်းနေပြီဖះနားမညောင်းသေးဘူးလားမသိဘူးတဲ့နော်သူကပါဇက်ညောင်းနေပြီကိုတော့နားမညောင်းသေးဘူးလားမသိဘူးတဲ့ကျမလည်းပြန်ပြောပြပါတယ်သုတ်တန်30ထဲမှာဖြောက်မှတ်တော်သူတောင်းတတဲ့အကျိုးဖះသခင်ကဘာဖြစ်လဲပြီးတယ်မပြောသေးဘူးတောင်းတတာလည်းတော့ပြီးတယ်ဒီနေ့ပါဇက်တောင်ညောင်းပြီဆိုမပြောဘူးဆိုတော့ဒီနေ့ဖះမလိုပါဘူးကျမတို့လိုလိုပါကျမပြောပြပါတယ်သူတို့ပြောပြတယ်နော်တခါလေကြာကျမတို့တတ်တာထဲမှာပါဇက်ညောင်းလောက်အောင်ပြောရတဲ့ဖះမဟုတ်ဘူးပါဇက်ညောင်းတာတော့မှ तू နားမညောင်းဆိုတော့ကိုကဗာလဲနားမညောင်းဆရာအကြောင်းတွေဘာလောက်ထားလဲမှမသိတာဖះနဲ့တော့အချိန်မီဘူးအရေးအကြောင်းဆိုကဲပါမကဲကိုတော့တတ်နိုင်ရသားနဲ့ဘာဖြစ်လဲညာဖြစ်လဲလျှောက်ပြောနော်ဒီကျမတို့အသက်တာထဲမှာနေရာပေးအောင်လည်းမရဘူးအချိန်မှပေးရမှာဖြစ်တယ်ဇက်ကဲရဲ့အဲ့ခံခြင်းနဲ့မာသားရဲ့အဲ့ခံခြင်းအယံကွာပါတယ်ဒါကြောင့်နေရာမပေးနေရာတော့ပေးထားပြီးအချိန်မပေးရင်စိုးကြိုးရှိပါတယ်နေရာမပေးရင်လည်းစိုးကြိုးရှိပါတယ်နေရာမပေးရင်တော့ဘယ်သူနေရာယူမလဲဆိုစာတန်ကနေရာယူမယ်ဇာတိတွေကနေရာယူပါလိမ့်မယ်ဇာတိတွေစာတန်တွေကနေရာယူလာရင်ပြောတော့ဖရာသားပြီးတော့လောကီသားကပြန်ဆုံးမနေရတဲ့ဖရာသားတွေအများကြီးပဲလောကီသားဟဲ့အဲ့လိုစကားမပြောရဘူးအဲ့ဒါရိုင်းတယ်လေအေးလောကီသားပြန်ဆုံးမနေရဖရာသားနော်တခါလေကျမယုံကြည်သူတွေပြန်ဆွဲထူနေရတဲ့ခရိယန်တွေလဲနေတာရိုးရိုးလဲနေမှာမဟုတ်မတော်တဆခလုတ်တိုက်ပြီးလဲနေမှာမဟုတ်ဒုစရိုက်လုပ်ပြီးလဲနေအဲ့တော့မယုံကြည်သူကပြန်ထူရတယ်နော်ဒီနေ့ကျမတို့ရဲ့အသက်တာအထဲမှာဖယားကိုနေရာမပေးရင်စာရန်နေရာယူမယ်ဖယားကိုအချိန်မပေးရင်ပူပန်တောကစီကကျမတို့စိုးမိုးသွားမယ်ဒါကြောင့်မို့ဖယားကိုလည်းအချိန်နေရာပေးပါနံပါတ်1တစ်ချက်နေရာပေးဖို့အရေးကြီးတယ်နံပါတ်2တစ်ချက်အချိန်လုံလောက်စွာပေးပါဖယားကိုနေရာပေးပြီးအချိန်မပေးရင်မာတလို့ဖြစ်လိမ့်မယ်ဖယားကိုနေရာလဲပေးမယ်အချိန်လဲပေးမယ်ဆိုဇက်ကဲလို့အသက်တာကတစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲပြီးတော့ကိုယ့်အဖြစ်သူများတွေအများကြီးကောင်းကြီးခံစားလိမ့်မယ်ဒီနေ့ဒိုင်ရလလို့ဖယားသခင်ကိုအချိန်နေတိုင်းမှာအချိန်ပေးတယ်နေရာလဲပေးတဲ့အခါမှာဒုက္ခဆင်းရဲထဲကနေမပြတ်စီပဲနမိတ်လက္ခဏာနဲ့ဖယားအကောင်းကြီးတိုင်းပြန်လဲမဆာတော့တွေ့ရတယ်ဒုက္ခဆင်းရဲခြင်းဟာကျမတို့ကိုစုပ်ပြတ်သွားစေဖို့မဟုတ်ဘဲနဲ့အဲ့ဒီဒုက္ခဆင်းရဲထဲကနေဖယားရဲ့တကူကြီးရဲ့လက်တော်ကိုတွေ့ဖို့ဒီနေ့ဖယားကအလိုရှိရဖြစ်တယ်။ဒါယေလဖယားကချင်းသိတွင်းထဲကိုချတာကအဲ့ချင်းသိတွင်းထဲမကြောက်ကွဲကာနိုင်တဲ့ဖယားနော်။ကိုရဲမကြောက်ကဲပါနော်။ကွဲကာပါနော်လို့သူလည်းဆုတောင်းကောင်းဆုတောင်းမယ်မဆုတောင်းလည်းမဆုတောင်းပေါ့။ပြောချင်တာမကြောက်အောင်ကာကွယ်နိုင်တဲ့ဖယားကြတဲ့အထိကိုခွင့်ပေးလိုက်တာဖြစ်တယ်။အဲ့ဒါကတော့သူ့သားသမီးပျက်စီးဖို့မဟုတ်ဘဲနဲ့သူနဲ့ချိတ်ဆက်မိပြီးတော့သူ့ကိုမပြတ်အချိန်ပေးနေတဲ့သူရဲ့အသက်တာဟာဒုက္ခထဲမှာလည်းအိမ်ဒီမပြတ်စီးဘူးဆိုတော့ဘုရားကတတ်တည်ထူချင်တာဖြစ်တယ်ဒီနေ့ကျမတို့နောက်ဆုံးသောကာလခိန်းဆိုးသောကာလဤကာလထဲမှာလည်းပဲဘယ်လိုအခက်ခဲတွေကိုဘေးနားမှာဝမ်းရနေပါစေအိမ်ဒီမပြတ်ပဲနဲ့ဘုရားဘုံတင်ရှားဖို့လို့ကဘုရားနဲ့ချိတ်ဆက်မိပြီးတော့အချိန်လုံလောက်စွာပေးဖို့လိုပါတယ်ဘုရားကိုအချိန်လုံလောက်စွာပေးတဲ့အတွက်နောင်တရစရာအကြောင်းတစ်ခုမှရှိလာမှာမဟုတ်ပါဘူးဘုရားကိုလုံလောက်စွာအချိန်မပေးတော့ကြောင့်ပဲနောင်တရစရာအကြောင်းတွေဖြစ်လာပါလိမ့်မယ်ဒါကြောင့်မိသားစုတော်မှာအချိန်ကောင်းကောင်းမပေးအဲ့မိသားစုမှာတာရောစင်တွေကျဲလာလိမ့်မယ်အဖေဒီအမေနဲ့သားသမီးကိုအချိန်လုံလောက်မပေးသိတာပါအိမ်တော်မှာအမေဒီအဖေနဲ့သားသမီးကိုအချိန်လုံလောက်မပေးအိမ်တော်မှာသိတာပါတယ်အသင်းတော်မှာယုံကြည်သူကအချိန်မပေးလာရင်သိတာပါဒီနေ့ကျမတို့ဒီလူရဲ့အတိုင်းဝိုင်းလူမိသားစုတော်မှာအချိန်ပေးမှုဟာပေးတဲ့နာထက်အားနည်းလာရင်စိုးကျိုးတွေဝင်လာတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်
ဒါကြောင့်ဖရာသခင်ကိုနေရာပေးပြီးအချိန်ပေးရင်ဆိုးကျိုးတွေအများကြီးဝင်လာမှာဖြစ်တယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာအဆိုးတွေကဝန်းရံနေတာဖြစ်တယ်ဖရာကပြောပါတယ်လက်ရဘက်မှာလည်းရှိမယ်လက်ဝဲဘက်မှာလည်းရှိမယ်ဒါပေမဲ့တင့်ကိုမထိအောင်လို့ပြောထားတယ်ဒီနေ့ကျမတို့လက်ရဘက်မှာလည်းကြည့်လိုက်ရှိနေလက်ဝဲဘက်မှာလည်းကြည့်လိုက်ရှိနေတယ်ဒါပေမဲ့ကိုယ့်အသက်တာထဲမှာမဝင်လာဖို့ပဲအရေးကြီးတယ်ကိုယ့်အသက်တာထဲမှာမဝင်လာဖို့အတွက်နေရာပေးထားတဲ့ဖရာကိုအချိန်ကောင်းကောင်းပေးရင်ဖရာကတာဝန်ယူပေးမှာဖြစ်တယ်အသက်တာလည်းပြောင်းလဲလာမှာဖြစ်တယ်အဲ့တော့ခရိယန်အသက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာခရစ်ဆိုးသောကာလဖြစ်လေခရိယန်ရဲ့အသက်တာမှာခရစ်တော်ပျောက်လူနေပါဖြစ်လာပြီခရစ်တော်ပျောက်လူနေပါဖြစ်လာပြီစကားပြောလဲသာသနာပလူကဲ့သို့ပဲပြောတယ်နော်ကျင့်ကြံပြုမှုလဲသာသနာပလူကဲ့သို့ပဲကျင့်ကြံပြုမှုတာကျွန်တော်တွေ့ရတယ်နော်နောက်ကျွန်တော်တို့အသက်တာထဲမှာအသက်ရှင်တဲ့ဖရာကိုရထားတာဖြစ်တယ်တကူကြီးတဲ့ဖရာကိုကျွန်တော်ရထားတာဖြစ်တယ်ဖရာနဲ့တမန်ကရှာကနဲ့မတော်ဘဲနဲ့ဇက်ကဲလို့ပေါ့နော်ကိုယ့်ရဲ့အခြေအနေကတော့လူတွေလက်ခံနိုင်တဲ့အခြေအနေတော့မဟုတ်ပေမဲ့ဖရာသခင်လက်ခံနိုင်တဲ့ဖရာသခင်ကဘလို့အခြေအနေပဲဖြစ်လက်ခံပါတယ်လူတွေလက်မခံနိုင်တဲ့အခြေအနေဖြစ်နေအောင်မှဖရာနဲ့ကောင်းကောင်းအချိန်ပြန်ပေးရင်တနေ့လူတွေကကျမတို့အားကိုးရတဲ့သူတွေပြန်ဖြစ်လာမှာဖြစ်တယ်လူတွေကကိုယ်ပယ်ထားရင်အောင်မှဖရာနဲ့အချိန်ပြန်ယူရင်တနေ့ကိုပယ်ထားတဲ့လူကိုကိုပြန်ပြီးတော့ယေရှုပြုရတဲ့အချိန်တွေပြန်ရောက်သွားမှာဖြစ်တယ်ဖရာသခင်အဲ့လိုလုပ်နိုင်တာဒီနေ့ကျမတို့ရဲ့အသက်တာအထဲမှာအမှုတော်ဆောင်ပဲဖြစ်ဖြစ်ယုံကြည်သူပဲဖြစ်ဖြစ်ဖရာကိုဧည့်ခံတဲ့အခါမှာဇက်ကဲကဲ့သို့ဧည့်ခံမှာမာသကဲ့သို့ဧည့်ခံမှာ ਨੇ မာသရဲ့ဧည့်ခံခြင်းကနေရာပဲပေးပြီးအချိန်မပေးဘူးဇက်ကဲရဲ့ဧည့်ခံခြင်းကနေရာလဲပေးတယ်အချိန်လဲပေးတယ်ဘလို့စိတ်နဲ့လဲဆိုတော့ဝမ်းမြောက်သောစိတ်နဲ့ဖြစ်ပါတယ်ဒိုင်လာရဲ့အသက်တာထဲမှာလဲဘုရားသခင်ကိုနေရာလဲပေးတယ်အချိန်လဲပေးတော့ကြောင့်ကြီးမားတဲ့အခက်ခဲထဲကနေကြီးမားတဲ့တကူကြီးတဲ့ဘုရားရဲ့ကယ်နှုတ်ခြင်းကိုခံရတော့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ကျမတို့နောက်ထပ်ဘာအခက်ခဲတွေဘုရားကြော်ခိုင်းဦးမလဲကျွန်တော်မသိပါဘူးကျမတို့နဲ့အတူဘုရားကြော်ဖြတ်မှာဖြစ်တယ်ဣသေလလူမျိုးတွေဘုရားပြောလို့ငါသည်တဲ့ကလေးကိုခြိပတ်တဲ့ကဲတော့သင်တို့ငါခါမှခြိထားတယ်တဲ့နော်ဘုရားအရန်ချစ်စရာကောင်းတယ်ကျမတို့ခါမှခြိထားတယ်ဒါကြောင့်မလို့တချင်းစာတယောက်ကတောင်ပြင်မှာခြေရလေးနှစ်ခုတော့တွေ့တယ်ကိုတော့ကျွန်တော်နဲ့အတူရှိတယ်တဲ့တွိုင်းနဲ့တောင်ပြင်မှာခြေရလေးတစ်ဖက်ပဲတွေ့တဲ့အခါစိတ်တက်ကြသွားတယ်ကိုတော့ကျွန်တော်ဆွန့်သွားပြီလားအခါမှာကိုရောပါပြောအဲ့တွေ့တဲ့တစ်ဖက်ကမင်းခြေထောက်မဟုတ်ငါခြေထောက်လေနော်တခါလေကြိုက်ကျမတို့ကနှစ်ဖက်တွေ့မှကိုတော့အတူရှိရလို့အောင်မိတာတစ်ဖက်တည်းကကျမတို့ခြေထောက်မဟုတ်ကိုတော့ခြေထောက်ဖြစ်နေတယ်ဒီနေ့ကျမတို့အခက်ခဲထဲမှာကျမတို့သွားတာမဟုတ်ကိုတော့ကခြိထားတာဖြစ်တယ်ဒါကြောင့်23ခုမြောက်သောစာလံထဲမှာငါသည်ဆင်းရဲမခံရငါသည်ဆင်းရဲမခံရဆိုတဲ့အကြောင်းကဆင်းရဲခြင်းကိုဘယ်တော့မှမကြုံရဘူးလို့ပြောတာမဟုတ်ဘူးဆင်းရဲခြင်းကိုကြုံရမယ်တာဝန်ယူပေးမယ်လို့ပြောတာဖြစ်တယ်ဆင်းရဲခြင်းမခံရဆိုတာမဆင်းရဲတော့ဘူးလို့ပြောတာမဟုတ်ဘူးနော်ဆင်းရဲခြင်းတော့ကြုံရမယ်ဒါပေမဲ့အဲ့ဒီဆင်းရဲခြင်းကို तू ခံပေးမယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်တောင်ပြင်မှာခြေရလေးတစ်ခုပဲတွေ့ရင်တော့အဲ့ဒါကျမတို့ခြေရမဟုတ်သူ့ခြေရဖြစ်သွားပြီဒါကြောင့်အခက်ခဲတွေ့ပြီဆိုတော့အဲ့ဒီအခက်ခဲကိုကျမတို့ရှင်းမှာမဟုတ် तू ရှင်းပေးတော့မှာဖြစ်တယ် तू ကျမတို့ခြိထားတာဖြစ်တယ်အဲ့တော့ကျမတို့ဒီလောက်ထိတော့ဂရုစိုက်တဲ့ဖရားနဲ့ကျမတို့လုံလောက်တဲ့အချိန်ပေးကြရအောင်နောက်ပြီးတော့ဖရားကိုနေရာပေးမယ်အချိန်ပေးမယ်တချို့ကနေရာလည်းမပေးအချိန်လည်းမပေးတချို့ကနေရာတော့ပေးတယ်အချိန်မပေးဘူးเนาะအဲ့တော့စိုးကျိုးတွေအများကြီးဝင်လာနိုင်တယ်စာတန်ကလည်းကျမတို့ကြည်နေတာเนาะကျမတို့ကိုတောကတွေနဲ့စိုးရင်တန်းမှာဖရားကိုပြစ်မှားဖို့เนาะစွပေးနေတချို့ဆိုဖရားတော်ပြစ်မှားပလိုက်ပြီလေเนาะစွပေးနေယောဘလည်းဒုက္ခရောက်တဲ့ခါမှာသူ့မိန်းမစွပေးနင်ဖရားကိုပြစ်မှားလိုက်တော့စွပေးတခါလေကျကိုကအစင်မပြေပါဘူးဆိုကိုဘေးနဲ့အာမပေးတဲ့ပြေကိုကိုစွပေးတယ်เนาะကိုတွေလည်းတခါကြအဲ့လိုဖြစ်သွားတယ်သွားစွပေးတယ်လို့ပဲပြန်တောင်းပန်ရတယ်ဖရားခင်เนาะဒီနေ့ကျမတို့ကဘာဖြစ်လဲဆိုရင်စာရမဏတ်ကလည်းကျမတို့ကိုဖရားကိုပြစ်မှားအောင်စွပေးနေတယ်အဲ့ဒီစွပေးတဲ့ထက်မှာမပါဘဲနဲ့ကျမတို့ယောဘကဲ့သို့ကြံ့ကြံ့ခံနိုင်ဖို့လုံးကဖရားသခင်နဲ့အချိန်ပြအရင်ရေးကြည့်တယ်ဆိုတော့လေပြောပြချင်ပါတယ်ဒါကြောင့်ဖရားသခင်ကျမတို့ဘယ်အချိန်တောင်းလဲအိတ်ကောင်းတဲ့အချိန်တောင်းလားပေးလိုက်ပါစားကောင်းတဲ့အချိန်တောင်းလားပေးလိုက်ပါလူငယ်တယောက်ကကျမတို့ပြောပါတယ်သူထမင်းစားဟာဒီနေ့ထမင်းအရန်စားကောင်းတယ်အဲ့အချိန်မှာတဲ့ဆ iam အက်စတာအတွက်ဆူတောင်းပါလို့စိတ်ထဲမှာနှိုးဆော်ခံရတယ်ဗျာတဲ့အဲ့နဲ့သူကနှိုးဆော်ခံရတော့ဟာထမင်းစားနေတုံးဆိုတော့စားနေတုံးကိုဗျာထားခဲ့လို့ဗျာဟာစားကောင်းနေတော့ကျွန်တော်တဲ့ထမင်းပကိုင်းထားဗျာအုပ်ပြီးတော့လက်ဆေးပြီးတော့ကျွန်တော်ခန်းထဲဝင်ပြီးတော့တဲ့ဆ iam အတွက်သွားဒူးထောက်ဆူတောင်းနေဆိုကျမတို့တွေ့တဲ့ခါမှာတက်တည်ခံတယ်ကျေးဇူးတင်တယ်ကိုကျမအတွက်သူထမင်းတအားစားကောင်းတဲ့ချိန်မှာဆူတောင်းဖို့ဘုရားမှာထားပေးရအဲ့ဒီချိန်မှာကျမဘာစုံစမ်းခြင်းကိုဖြတ်ကျော်နေရလဲဆိုတော့ကျမလည်းမမှတ်မိတော့ဘူးเนาะသူပြောတဲ့ခါမှာအဲ့ချိန်မှာအေးဘောအဲ့ချိန်မှာငါလည်းစုံစမ်းခြင်းတစ်ခုဖြတ်ကျော်နေတဲ့အချိန်ဘုရားကနှိမ့်ကိုလာနှိုးဆော်တာဖြစ်မှာပေါ့ယေရှုတင်တယ်ကျမသူပြောပြတယ်
ကျွန်တော်ထမင်းဒီနေ့မှတအားစားကောင်းတယ်စားရင်တန်းလိုက်နဲ့ဒီထဲမှာဖះစကားပြောလာစားပြီးမှဆိုစားပြီးမှမဟုတ်ဘူးဖះအခုခိုင်းနေတာနားလည်လိုက်ခါမှာကျွန်တော်စားရင်တန်းလိုက်နဲ့လက်စေးသွားဆူတောင်းပြီးတယ်ကျွန်မအရန်ကျေးဇူးတင်တယ်သူ့ကိုမမေ့နိုင်ဘူးနော်အဲ့တော့ငါအတွက်ဖះကတချို့ထမင်းစားကောင်းနေတဲ့အချိန်မှာသွားနှိုးဆော်ပါလားတခါလေကျကျွန်မတို့လည်းလာနှိုးဆော်တယ်ဒီနေ့တော့ကိုဘိုက်စားပါတယ်ဆိုတော့ဘသူအတွက်မင်းအစာရှောင်းမယ်လာပြောတယ်ကိုအတွက်လည်းမဟုတ်သူများအတွက်ရှောင်ပေးရတာပဲသူတို့တော့မသိပါဘူးကိုတော့ခိုင်းညာလေနော်ခိုင်းချက်သူတို့အတွက်မင်းအယူခံဝင်ပေးရမယ်လို့ပြောအိတ်ကောင်းတဲ့အချိန်လေးလာနှိုးပြီးကိုတော့အိတ်ကောင်းတယ်ပြန်အိတ်မယ်လို့မရဘူးဖျားကမနှိုးအောင်နှိုးတယ်တစ်ခေါက်ဆိုရင်မျက်ခွက်ပေါ်ပေါင်တာဘူးကြအောင်နှိုးပလိုက်တယ်မျက်စိကြိတ်လာထွက်သွားတာပဲတခါတည်းရိုးရိုးနှိုးလို့မှငါမှမထတာအဲ့လိုနှိုးမှထတော့လဲထပေါ့တခါတည်းကျယ်ရီလာတွေမြင်ပြီးမှထနော်ဖျားကကျမတို့တခါကြိုက်အဲ့လိုမျိုးအဲ့တော့ဖះသူနဲ့အချိန်ယူဖို့အတွက်အရာအိတ်ကောင်းတဲ့အချိန်မှာလဲတောင်းတတ်ပါတယ်စားကောင်းတဲ့အချိန်မှာလဲတောင်းတတ်ပါတယ်ဒါပေမဲ့အဲ့ဒါအစားတောက်ပြတ်ဖို့အိတ်ရေးပြတ်သွားဖို့မဟုတ်ပါဘူးဒီနေ့ကျမတို့အားဖြင့်လူများစွာလွတ်မြောက်နေတာမကကိုယ်တိုင်ကြီးမားတဲ့စုံစမ်းကြောင့်အနိုင်ရဖို့အတွက်ဖះကကျမတို့နှိုးနေတာဖြစ်တယ်အကောင်းဆုံးသောအချိန်ကိုတောင်းနေတာဖြစ်တယ်ဒါကြောင့်ဖះကိုနေရပေးုံနဲ့မရောက်ရဲပဲနဲ့အချိန်ပါလုံလောက်စွာပေးမယ်ဆိုရင်အသက်တာဟာတစ်နေ့တစ်နေ့ပြောင်းလဲရုံသာမကပဲနဲ့ဖျားသုံးလို့ရတဲ့သူအသင်းတော်ကသုံးလို့ရတဲ့သူမိသားစုကသုံးလို့ရတော်သူများအဖြစ်ဖျားကကောင်းကြီးပေးမယ်ဆိုတာကိုမေတ္တာနဲ့ဒီနေ့ပါဝင်ကြပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်အရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းရှိပါစေ